ဇော်ပုံမျိုးမှန်ရှုခရောကြသောကုစုလပနာမသကိစ္စခရောကုတုကံစေနာပေါင်းတို့ကြောင့်ဆောင်ထိန်တိနာဌာနစာကိပါရမီကုသိုလ်မျိုးညင်းမဲ့နေစဉ်ဘဝမှာမိမိစိတ်ချမ်းသာကြောင်းအများစိတ်ချမ်းသာကြောင်းကျင့်ကောင်းဖြစ်သောမြတ်ဗုဒ္ဓ၏အလယ်လတ်လမ်းစဉ်မိဇမပရိပရံတရားတော်များကိုနှင်းမြန်စွာလွယ်ကူစွာထီအောင်စွာကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြသောဖာမီရှင်များဖြစ်ကြပါစေဆိုကြအံဗန္တိကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဆိုကြဒုတိယမိတရဏခမနံပရိဖုန်ံသုထပနာတိပါဒီနေ့ဌာနကတက္ကရဲ့2563ခုနှစ်ကောဇာတက္က1381ခုတပုရဲလာဆုတ်10ရက်အင်္ဂါနေ့ခေတ္တက2020နလပိုင်း18ရက်မွန်ပြည်နယ်မော်ရမြမြို့ရွှေပြည်အေးရန်နေတရားပွဲအလှူဒါန်းကကိုအောင်နိုင်စုအလှူတရားပွဲလူဒါန်းကမှာမနီလာထွန်းတို့ကနှစ်ဖက်တော်မိဘများကိုယေရှုအမှုထား၍မွေရမြင့်မြတ်ယေရှုစံဓမ္မသဘင်ဖြင့်9ရက်ညစနေကျင်းပမယ်အထူးတရားပွဲမှာပထမညအနေနဲ့ဘုံဟောကြားမယ်တရားတော်တရားထိုင်၍အုံနောက်ခွဲစိတ်ပါကိုဖြစ်လာတော့ဆင်းရဲသားလေးတရားကောင်းစဉ်နည်းနည်းလေးရှိဒါအမေရိကန်နိုင်ငံကဆင်းရဲသားလေးတရားသူရဲ့အကြောင်းတရားထိုင်၍အုံနောက်ခွဲစိတ်ပါကိုဖြစ်လာတဲ့ဆင်းရဲသားတရားကောင်းစရာပါတယ်တရားထိုင်ပြီးတော့ခွဲစိတ်ကုသပါကိုဖြစ်လာအုံနောက်ခွဲစိတ်
ဘာကူကြီးဖြစ်လာရိုးခွဲဆက်ဘုံနောက်ခွဲဆက်ဘာကူမဟုတ်ပါဘူးဘာမောက်ခကြီးပါနောက်ပြီးတော့နာမည်ကြီးတဲ့တူ Stanford ဆိုတဲ့နာမည်ကြီးတဲ့တူအဲ့တဲ့တူမှာဖြစ်လာအဲ့ဒီဟာမတိုင်းခင်ခမောဗီဒီယိုလေးတွေဗီဒီယိုကလစ်လေးတွေယူထားအင်္ဂလိပ်ဘာသာနဲ့ဘုံမြန်မာလိုပြမြန်မာလိုဘာသာပြန်ပြတော့တယ်ဗီဒီယိုတစ်ခုကတော့သူကိုယ်တိုင်ပြောတယ်နောက်ဗီဒီယိုတစ်ခုကတော့အမေရိကန်ဘုံနေတဲ့နိုင်ငံမဟုတ်ပါဘူးဘုံနေကအင်္ဂလန်နိုင်ငံမှာနေပါတယ်အင်္ဂလန်နိုင်ငံအောက်ဆွေးမြေအောက်ဆွေးတဲ့ကတူအဲ့နာမှာအောက်ဆွေးတဲ့ကတူမှာကျောင်းတက်ထောက်ထားပွဲရပြီးတော့အဲ့နာမှာပဲဘုံရင်ကြဆောက်ပြီးတော့နေတယ်ဒါပေမဲ့ဒီအခုပြောတဲ့ဆရာကြီးဟိုဘုံဘယ်လိုလုပ်တည်တုံးဆိုတော့ဟိုအောက်ဆွေးတဲ့ကတူပါပုံနေထုတ်ဝေတဲ့စာအုပ်တော့ဒီစာအုပ်ကြီး Oxford Handbook of Compassion Science Oxford Handbook ရဲ့လက်ဆွဲစာအုပ်ကရုဏာသိပ္ပံတဲ့ကရုဏာကိုသိပ္ပံလို့ခေါ်တယ်နော် Compassion Science ဒီစာအုပ်ထဲမှာသူကအကြီးဆုံး editor လို့သူ့နာမည်ဘုံဘစသည်အဲ့ဒါသူ့ကြောင့်စလေးဒီနေ့လည်းပဲရန်ကုန်ကနေပြီးတော့မော်လမြိုင်အထိသူ့เจ้าတွေပဲ lecture နားထောင်တာသူရေးတဲ့စာသူ့เจ้าမတိုင်ခင်မှာအခုခေတ်အမေရိကန်နိုင်ငံမှာရောအင်္ဂလန်နိုင်ငံမှာရောဥရောပတိုင်းမှာဗုဒ္ဓဘာသာတရားထိုင်နေပြီအထူးသဖြင့်တတိပဋ္ဌာန်တို့ပြမစုတရားတို့တတိပဋ္ဌာန်ကိုအင်္ဂလိပ်လို mindfulness လို့ခေါ်တယ် mindfulness ကြားရတာလည်းခက်တယ်တတိပဋ္ဌာန်ဒီကရုဏာကြတော့ compassion လို့ခေါ်ပါတယ်မေတ္တာကြတော့ loving kindness လို့ခေါ်ပါတယ်ဒီဟာတွေကိုတို့ကကိုယ့်ဟာကိုယ်လေ့ကျင့်အောင်နေမှာခါဘူးအများကဒီလေ့ကျင့်တဲ့အခါမှာဘုံနောက်ကိုဘယ်လိုပြောင်းလဲစေတယ်ကျမ်းမာရေးကိုဘယ်လိုပြီးကျမ်းမာရေးပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှုရှိစေတယ်အဲ့ဒါကိုသူတွေနားလုပ်တယ်ဒီနေ့အဲ့ဒါလေးနည်းနည်းပါးပါးပြောကြတယ်အများတော့မဟုတ်ပါဘူးသူကအများကြီးကိုဒီမှာဒီစာအုပ်ကကရုဏာသိပ္ပံဆိုပြီးတော့ရေးထားတဲ့ဒီစာအုပ်သူတွေနာဆောင်းမှာ32ခုရှိတယ်ပညာရှင်ပေါင်း100လောက်စုပေါင်းပြီးတော့ရေးတယ်သူတွေနာရေးတာစာကြည့်ပြီးတော့ရေးထားတာမဟုတ်ဘူးနော်စာတစ်ခုလည်းကြည့်တော့ရေးထားတာမဟုတ်စာလည်းကြည့်တယ်ကရုဏာတရားနှစ်ပေါင်း30 40တတိပဋ္ဌာန်တရားနှစ်ပေါင်း30 40တရားထိုင်တဲ့ဆရာတော်တွေကိုသူတို့ရဲ့တက္ကသိုလ်ဓာတ်ခွဲခန်းနဲ့ခေါ်ပြီးတော့ပင့်ပြီးတော့တရားထိုင်တဲ့အခါမှာစက်ကြီးတွေနဲ့အုံနောက်တစ်ခုလုံးတက်ဆင်ထားတယ်ဒီမှာခေါင်းကိုတက်ဆင်ထားတယ်စိတ်တည်ငြိမ်တဲ့အခါမှာအုံနောက်ရဲ့ဘယ်အပိုင်းမှာလို့လုပ်တယ်စိတ်လွတ်တဲ့အခါမှာဘယ်အပိုင်းမှာလို့လုပ်တယ်သူတို့ဘာကိုတနာကျင်နာတဲ့စိတ်အကူကြီးပေးခြင်းတဲ့စိတ်အဲ့လိုကရုဏာစိတ်မျိုးဖြစ်တဲ့အချိန်မှာအုံနောက်ဘယ်နေရာမှာလှုပ်တယ်ဆိုတော့သူတို့ကအတိအကျပြောနိုင်တယ်အတိအကျပြောနိုင်တယ်ပဋ္ဌာန်းထဲမှာဘုန်းဘုန်းတို့ဆိုတဲ့ဟေတုပစ္စယောတိဟေတုတံဝေတကနံဓမ္မနာတံသမုဋ္ဌာနာနိသဟိပါဏံဟေတုပစ္စေနပစ္စယဒီနေရာမှာဟေတုကိုကရုဏာလို့ပဲဆိုပါတော့အာဒေါသဆိုတဲ့ကရုဏာအာဒေါသဟဲ့ဆိုကရုဏာအဲ့ဒီကရုဏာဖြစ်တယ်ဆိုရင်ဘာစိတ်တွေဖြစ်တယ်ဒါနှစ်ပေါင်း2600ဗုဒ္ဓဘာသာကဟောပြောလေ့ကျင့်သင်ကြားနာခဲ့တာ
Dan the Motana and Sabupan. I did Gruna say opinion, I don't answer the hating. Pit the cities out, Hammer. The Coloma pit the cities out, Oma, a cook is gonna be a hormonal. But no hormone pit. Oh, now, Master, never, oh, now, you pay by my pit. Nalone dance when Nalone and Nalone you pay by my pit. And I will teenage. They might be a pure nappy. Eddie down it, my joking man. Good American Nagama, a tan down it him. They are Henry. Me who are video clip with Judge. He share Millie a baby loyal, the video challenge, the Millie. The GM Millie or Tina Cuba share. Mahoyan Tiboma. Count Mamiama solo, now got a minute, oh, now have project a hope, and load it, pay, and Tihaga, such how net second and net. Down that down to the didn't get a shiba, didn't get the Mujo down the below. Tiasa Tanga sheep. The Neoma, Dominilla, Leminilla, Tanga, time and need and tag. We need to let Sanchi day, a dynamite. We are late, a dynamite. Yay, damn, what I am. The Abjana level, Sarah Mohobu, Sarah Lady Mohobu. The Dibatango, a nasal ship at last. Senate the judge now. The Dibatan, say that bit up in psychology, 12 below. Leila had a Samari. I Samari, drew it down down the Piantin. A cool anti diner. A cool twin man. Limine Quaver Jam. The lady, the Amatang and Oasone. Told that in Children, say a deja, Niane, mood swing pit the core about England. Say deja Niane. Say time out, Malomo Chom Chitter, Dumaria. Nadi Woyan, Nadi Yawoyan, Dumara, and Demala, and I'm really shout green it about. Shout green. A cornet. The boy him would do that. Luna twin that said him a young with Dema would it say. Yandulumi. I do look it. Did I not see that John that John to nail don't out so in throw out? Say near below. Go go on my song singing, suicide. Say time, near Lulo and near a long church of Michi. Say PC mood in ya. I say PC Muka. John Sergeant Peter say PC mood. Now be the Ama Mibane Sagan Burecam, a cemetery of Peter say PC mood. Not a Guaro. Social anxiety, sir. Look at Taiwan, but John Daddy at Taiwan. I did Taiwan when they come out. Say him, I'm alone with Chom Chit and do me a job. A danger that a dangerous oraka. Macau now, you Europe, your say him alone, Chonelu. Long Chon Shidu, Mita Shidu, do me a job. Macau number Joe. Macau not doing eh? The Tanduria, chewing chair thing, the Nara secret. A damn of your gossip of you. Eddie lady, the other hand time you. From Yenaria G. Safe, say him alone to your cancer. Weeping with others, the child in a tilu. A word, the Jack and Yadro were chimney. Chimney. The town at the town. No. Yet be us.
ဆက်နွယ်ထားလို့တခြားလူတွေရဲ့အတွေ့အကြုံသူတို့စိတ်ညစ်တယ်ဆိုရင်စိတ်ညစ်သူတို့စိတ်ညစ်တဲ့အောင်နားလဲတယ်သူတို့ပြောတယ်ဆိုရင်သူတို့ပြောရနားလဲအဲ့ဒါဝိပင်းဖြစ်တယ်လို့ခေါ်တယ်။ကျောင်းသားလေးတယောက်ပြောတာတယောက်ကတော့ဘာတော့ပြောတော့ဆိုတော့လူလောကကြီးကိုပြောင်းလဲစေဖို့အတွက်အကောင်းမဲ့ပြောင်းလဲစေဖို့အတွက်နိုင်ငံရေးသမားဖြစ်ဖို့တော့မလိုဘူးတဲ့ mindfulness ဆိုတဲ့တတိပဋ္ဌာန်တည်ပြီးတော့အဲ့ဒီတတိပဋ္ဌာန်ကိုနေရာတိုင်းမှာကျယ်ပြန့်အောင်အိမ်မှာကျင့်ကြံနိုင်အောင်လုပ်နိုင်ရင်ဒါလောကကြီးကိုအကောင်းဘက်မှာအကောင်းဘက်ကိုပြောင်းလဲစေနိုင်တယ်လို့သူတို့ကပြောတယ်ကလေးတွေကပြောတယ်ဘုံပြောတာဒီကလေးတွေကတရားစကားမဝင်ဘူးပါဒါပေမဲ့ကျောင်းမှာဒီနေ့ကိုနည်းနည်းနဲ့ဒီနေ့ကို9မိနစ်လောက်ကျောင်းတက်တဲ့နေ့တိုင်းတရားထိုင်တဲ့ခါကျ1 semester ဆိုတာ semester နှစ်ခုရှိရင်1 semester 4 လခွဲလောက်ရှိမှာပေါ့ဒီနေ့ကို9မိနစ်လောက်ထိုင်အဲ့ဒီကလေးတွေလုံးဝပြောင်းတယ်စိတ်ထဲမှာလည်းပဲကိုယ့်ကိုယုံကြည်မှုလည်းရှိတယ်တခြားလူအပေါ်မှာလည်းပဲကရုဏာရှိတယ်တဲ့အဲ့ဒါလေးကြည့်လိုက်ရင်မောင်ရင်သူတို့အဲ့ဒါလေးပဲDeep down, I keep feeling this pain in my chest. I got kicked out of my house. The panic attacks. I, like many other teens, have struggled with anxiety, my social anxiety, Really bad anxiety and depression. I used to go to school just completely exhausted every single day because I'd be up all night worrying. I felt kind of like a ghost roaming through the halls. The stress made me sick. There's just a lot of repetitional thinking about like if there is a purpose, like whether if there is a reason to continue forward or to just cut it short. Take a second and breathe and reflect on what you feel. Awareness to who I really am and how I matter. Finding balance, It really feels like a place where you can be yourself. where you can be authentic. Feel safe. Safe. I was like on the verge of suicide before taking the class, and I didn't really know what else to do. I was in counseling, seeing a therapist, and taking medicine. Spending the first semester in this class really like helped me get past that point and not let like the mental illness that I struggle with take over my life. So class meant a lot. Anytime I start to feel like overwhelmed, like drop down, I put my head like that down, I was like, alright, let's just like, let's think. I just started breathing, and it's just really helpful. It's easy to get mad. It's not easy to get angry and like bring yourself down. Me growing up, I was always told like meditation and stuff was things that like priests or like, it was a girl thing. But then you grow up a little bit and you're like, meditation is just you taking care of yourself, and everybody should take care of themselves. It's real stuff. It's what you need. You learn these tips for life skills that actually bring you together and interweave with everyone else. Being able to share, direct my attention, and stay present. I can break my fear. I now know how to turn my attention to my breath, calm myself down. I knew that I can help myself Observe life more. how to speak in a way that makes people want to open up to you. Show myself loving kindness. Learning how to control my anger. I also learned how to, be more of a better listener. This class means everything to me right now. It honestly feels like 50 pounds is lifted off my shoulders. I truly believe that this class has saved my life and changed it for the better. Thinking about what the mindfulness class in my school has done for my community and my school in general, it's been groundbreaking. I think it's just a really valuable class, and I honestly wish that it was at every high school in the U.S. If there was a mindfulness class like in every high school, I feel like this world would be a totally different place because I feel like there would be a lot more understanding. And
lot more respect in the world. If not for Sadiq was an epic sport in the world, we all become much better listeners. Somebody says something somebody doesn't like and has to retaliate. But if we had mindfulness, we can learn to accept that my reality is different from yours. I think a lot of that tension is caused by people not really knowing how to handle themselves and their feelings and emotions. You don't have to be a politician to change the world. You can just be a mindfulness class. So I feel. I have the ability to overcome obstacles. I have the ability to achieve like never before, and I have the ability to be who I am, loving who I am, and taking that love with me and spreading it everywhere else I go. သူပြောတာကဟိုယောက်ျားလေးတယောက်ဆိုရင်အိမ်ကနေပြီးတော့လင်းထုတ်ခံရတယ်တဲ့စိတ်ထဲမှာရှုပ်ထွေးနေပြီးတော့မိဘနဲ့ရောအိမ်နီးနားချင်းနဲ့ရောဆက်ဆံရေးဘယ်လောက်ဆိုးသွားလဲအဲ့လိုဖြစ်တဲ့အခါလူတရားထိုင်လိုက်တော့တနေ့ကိုနည်းနည်းကြောင်းတင်ပေးတဲ့အခါကျတော့တိတ်နဲ့စိတ်မဆိုးတော့နောက်ပြီးတော့တခြားလူတွေပြောတာဟာသူတို့ရဲ့အမြင်ကိုလည်းပဲစိတ်ဝင်စားနဲ့နားထောင်ပေးတယ်နားထောင်ပေးနောက်ကိုယ့်ရဲ့စိတ်ထဲမှာကို emotion ဆိုစိတ်ခံစားမှုဘာဖြစ်နေရတော့စိတ်ထဲမှာကြောက်စိတ်ဖြစ်နေလားမလုံးမချုံတဲ့စိတ်ဖြစ်နေလားတိမ်ငယ်တဲ့စိတ်ဖြစ်နေလားစိတ်လွင့်နေလားအဲ့ဒါကိုသိတယ်အဲ့ဒါသိတယ်စိတ်ဓာတ်နုပဒနာလေ့ကျင့်နေပြောချင်နော်ဝင်နေထွက်လေကိုကြည့်ပြီးတော့ကိုယ်စိတ်ကိုကိုတည်ငြိမ်အောင်လုပ်နိုင်တယ်အခုဗုဒ္ဓမြတ်စွာဘုရားနှစ်ပေါင်း2600မိန့်ထားတယ်တမာဟိတေစိတ်တေယထာဘုဒ္ဓဘာသာနာတိစိတ်တည်ငြိမ်တဲ့လူကဉာဏ်ကောင်းတယ်အဲ့တော့ခုတိတ်မမြင်ရှင်များပြောအဲ့ဒီဟာကိုဒီနေ့ပါရဂုဖြစ်သွားတဲ့စင်သားလေးအကြောင်းပရမဆုံးသူပြောတဲ့ဒီသူအခုတော့အသက်60ကျော်တယ်အသက်60ပရမဆုံးသူပြောတဲ့ကရုဏာအကြောင်းပြောတဲ့သူစာအုပ်လေးရေးပါတယ်သူဘဝအကြောင်းတရားငယ်တော့တရားထိုင်တဲ့ဟာနဲ့6ပတ်ထိုင်ဒီနေ့ကိုပထမဆုံးမိနစ်20ပြည့်ရင်တနားရီလောက်အဲ့လိုသူ့ကိုသင်ပေးတယ်အဲ့ဒီကြောင့်ထပ်ပြောအဲ့ဒီတရားထိုင်တဲ့တွေ့ကြုံနဲ့အခုအုံနောက်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့သဗ္ဗညရှင်ရဲ့အတွေ့အကြုံနဲ့အဲ့နှစ်ခုကိုရှင်းတွဲပြီးတော့သူရေးထားတဲ့စာအုပ်ရှိပါတယ်စာအုပ်ရှိအဲ့ဒီစာအုပ်ကိုသူစာပြီးတော့ထုတ်တဲ့အချိန်မှာသူအများကြီးအဲ့စာအုပ်ကိုဝယ်ကြတယ် New York Times ရဲ့ရောင်းရအကောင်းဆုံးစာအုပ်ထဲမှာပါတယ်ပြီးတော့အဲ့ဒီစာအုပ်ကိုစတင်ပြီးတော့ဖွင့်တဲ့နေရာမှာမိတ်ဆက်တဲ့နေရာတက္ကသိုလ်ကြီးတစ်ခုမှာလူတွေအများကြီးပဲသူ့ကိုလာပြီးတော့နားထောင်အဲ့ဒီလာနားထောင်တဲ့အချိန်မှာသူပြောတဲ့စကားလေး10မိနစ်နဲ့စက္ကန့်40အဲ့ဒါလေးနားထောင်ကြည့်သူ့ကိုလည်းမြင်ဘူးအောင်သူ့နာမည်ကပါမောက္ခဒေါက်တာ James Doty success, as we were just talking about, is manifested by getting paid a lot and having the ability to conspicuously consume. And listen, I know how to do that.
ဏနဲ့ချိုင်းသူ့ရဲ့ဓာတ်ပုံလေးတင်ပြပေးတယ်နော်သူထက်အခုဒီထဲမှာသူကဘာပြောသွားဆိုတော့သူလာပြီးတော့နားထောင်နေလူတွေကိုပညာဘလောက်ပဲတက်တက်ပတ်စံဘလောက်ပဲရှိတဲ့တခြားလူတွေရဲ့ဘဝကိုပို့ပြီးတော့ကောင်းမှုပါနော်လောက်ရမယ်ဆိုတော့တာဝန်သိစိတ်အဲ့ဒီတာဝန်သိစိတ်နဲ့အများကိုအကျိုးပြုလုပ်နေမလုပ်ဘူးဆိုရင်ဒီဘဝတိတ်အသေးပဲမရှိဘူးသူကကရုဏာရှုထောင်းနေဖြစ်ကရုဏာရှုတာသူပြောသွားတယ်အဲ့ဒါလေးပါပဲအဲ့ဒီနေရာမှာသူစာအုပ်ကိုသူစာအုပ်စပြီးတော့ထုတ်တဲ့နေ့မှာသူစာအုပ်မစ်ဆက်ပွဲကိုလာတဲ့လူတွေကိုသူအဲ့ဒါလေးပြောပြတယ်သူတက်ဖို့လေးသူတက်ဖို့မပြခင်မှာဟိုတက္ကသိုလ် website လေးရှိလားအဲ့ဒါလေးပြချင်အခုသူကဘာလုပ်တာတော့ဆိုတော့အုံနောက်ကိုခွဲစိတ်ကူးတာတဲ့ဘာကူလည်းဖြစ်တယ်အုံနောက်တစ်ခုတည်းမကဘူးသူကျွမ်းကျင်တယ်ဒီကြောရိုးကိုလည်းပဲခွဲစိတ်ကူးတာနေမှာကျွမ်းကျင်တယ်ပစ္စည်းလည်းသူကတီထွင်ထားတယ်ပို့ပြီးတော့တိကျအောင်ဆိုပြီးတော့အထူးသဖြင့်အဲ့ဒီအုံနောက်နဲ့ဒီကြောရိုးမှာဒီကင်ဆာရောဂါဖြစ်တဲ့လူတွေကိုဓာတ်ကင်တဲ့နေရာမှာပို့ပြီးတော့တိကျအောင် accuracy ကောင်းအောင်သူခေါ်တာတော့ cyber knife လို့ခေါ်တယ် cyber knife ဆိုတာကဒါအာကာသဒါမှမဟုတ်ဒီ internet ရဲ့ခွဲစိတ်ဒါပေါ့သူအရန်ကိုတိကျအဲ့ဟာသူတီထွင်ထားwebsite လေးပြကြည့်ပါStanford တက္ကသိုလ်ရဲ့ဆေးကြောင်း website လေဒီ website ကဘာပြောတာတော့ဆိုအဲ့ဒီ Stanford တက္ကသိုလ်မှာသူတွေနာဌာနတစ်ခုကိုသူတီထွင်သူတီထောင်ထားတယ်အဲ့ဒီသူတွေနာဌာနကCenter for Compassion and Altruism Research and Studyကရုဏာနဲ့အများအတွက်ကရုဏာနဲ့အများအတွက်စိတ်သက်ကိုလေးလာတဲ့ဌာနကရုဏာလေးလာတဲ့ဌာနစေချောင်းမှာတာမန်လူတွေတချို့တွေးလိုက်မယ်ဆရာဝန်တွေကမှတွေးမယ်ကရုဏာမေတ္တာကရုဏာလို့ဆိုတော့ဒါတွေကဘာသာရေးကိစ္စတွေတပည့်တော်ကဆေးကုတာအနောက်တိုင်းဆေးသစ်ပညာနဲ့ကုသတာသိပ္ပံနဲ့ကုသတာဒါကြောင့်ဘာသာနဲ့ဘာမှမပတ်သက်ဘူးဒီလိုဟောပြောတဲ့ဆရာဝန်လေးတွေရှိချင်းရှိလေအဲ့ဒီလိုထင်နိုင်တဲ့ပုဂ္ဂိုလ်လေးတွေရှိလေဒါမဲ့ဒီပမောက္ခကြီးကအသက်73နှစ်မှာကံကောင်းထောက်မှစွာနဲ့ကြောင်းပဲတဲ့အချိန်မှာတရားထိုင်တယ်နီးလေသူရပါတယ်အဲ့ဒီကနေပြီးတော့သူ့ဘဝပြောင်းသွားဘုံနောက်ကျွမ်းခွဲစိတ်ကူတာနဲ့မကျွမ်းကျင်တဲ့ဘာလို့ဖြစ်သွားဒီ website ကဒါ Stanford တက္ကသိုလ်ရဲ့ website Stanford တက္ကသိုလ်က California ပြည်နယ် San Francisco မြို့အပြင်ဘက်မှာရှိတယ်2000နဲ့4ခုနှစ်တုန်းကဘုံစာတန်းတစ်ခါသွားဖတ်တယ်ပြီးခဲ့တဲ့16နှစ်အဲ့မှာဗုဒ္ဓဘာသာလေ့လာတဲ့ Buddhist Studies Center ဆိုတာရှိအခုဒီဆရာကြီးအလုပ်လုပ်တာတော့Neuroscience Institute ဆိုတာအုံနောက်ပိုင်းဆိုင်ရာသိပ္ပံဌာနအဲ့ဌာနမှာသူလုပ်လို့အဲ့ဒီဌာနမှာဒီကရုဏာကိုသူတည်နာလုပ်တယ်ဌာနတခုသူထပ်ပြီးတော့ထီထောင်ထားတယ်နော် Center for Compassion အဲ့ဒီမှာသူတည်နာလုပ်တဲ့ဟာတွေဘာတွေလုပ်တော့ဆိုသူထုတ်ထားတဲ့
သူရိနာစာတန်းနဲ့ကြည့်ရအောင်သူရိနာစာ2014တုန်းကတဲ့ဒီဌာနကို2009ခုနှစ်တုန်းကပြီးခဲ့တဲ့73နဲ့14နှစ်ကသူတည်ထောင်ထားတယ်အဲ့တော့2014ခုနှစ်မှာဘာတွေသူရိနာကဘာတွေရေးထားတော့ဆိုဘာအကြောင်းသူရိနာလို့ဘယ်နေရာ1 2 3 4 5တခြားသိပ္ပံပညာရှင်4ယောက်နဲ့ပေါင်းပြီးတော့သူရိနာလုပ်ထားတယ်ထုတ်ထားတဲ့စာထုတ်ထားတဲ့journal ကနော်ဘယ် journal ထဲမှာတော့ဆို Journal of Compassionate Healthcare ကရုဏာအခြေခံတဲ့ဆေးကုသမှု journal အဲ့ဒီ journal ထဲမှာ Journal of Compassionate Healthcare သူတို့ရဲ့ဆောင်းပါးသူရိနာဆောင်းပါးနာမည်ကဘာတော့ဆို Loving Kindness Meditation a tool to improve healthcare provider compassion resilience and patient care Loving Kindness Meditation ဆိုတာမေတ္တာဘာဝနာပဲ Loving Kindness ကမေတ္တာ meditation ကတရားထိုင်မေတ္တာဘာဝနာပေါ့ a tool to improve healthcare provider compassion resilience and patient care လူနာတွေကိုကုသတဲ့နေရာမှာဆေးကုသမှုပို့ပြီးတော့ကောင်းမွန်စေဖို့ improve ဖြစ်တယ်ပို့ပြီးတော့ကောင်းမွန်စေဖို့အတွက်တဲ့ resilience ဆိုတာက resilience ကဒီကိုယ်ခံအားပို့ပြီးတော့ကောင်းစေဖို့အတွက် patient care လူနာတွေကိုစောင့်ရှောက်တဲ့နေရာမှာပို့ပြီးတော့အည်သွေးကောင်းစေဖို့အတွက်အဲ့ဒါကိုသူတို့တွေ့နေတာအပြောနဲ့မဟုတ်ဘူးနော်တရားနာပဲဘုံဘုံဒီနေ့မော်လမြိုင်မှာတရားဟောရဲဆိုရင်ဘုံဘုံဒီတရားကိုတနိုင်ငံလုံးအကြည့်ရပါမော်လမြိုင်မြို့ကဒီလိုစာပေနဲ့အတွေးခေါ်နဲ့ပတ်သက်ရင်သူသမိုင်းကောင်းဘုံဘုံတို့ဘုံနေ့တိုက်မြန်မာပြည်မှာဒီကနေစအဲ့ဒါကြောင့်ဆေးပညာလောကမှာကရုဏာအသုံးပြုဖို့လိုအပ်တယ်အခုကလေးကစထားပြီးတော့မလုပ်ဘူးဆိုရင်နောက်ပိုင်းကျတော့တခြားဟာမပြောနဲ့တခြားပစ္စည်းမပြောနဲ့မေတ္တာနဲ့ကရုဏာတော်မှာနိုင်ငံခြားကနေပြန်ပြီးတော့သွင်းကုန်နေနဲ့သွင်းရလိမ့်မယ်တရားနာပေးတယ်ကိုပိုင်တဲ့ပစ္စည်းပဲကိုမှရှိရဲ့ပစ္စည်းဒါပေမဲ့ကိုယ်ကသူ့တွေနာလို့ဖို့စိတ်ဝင်စားရင်ကိုယ်စီမှာရှိတဲ့မြေအောက်တရားဇာတာတွေကိုကကုံချမ်းပဲထုတ်နိုင်တယ်ပြီးနိုင်ချာကိုပို့နိုင်ချာပါလို့တော့ကုံချောလို့ပြီးတော့ကိုယ်ပြန်ရအောင်မြန်မာပြည်ကထုတ်တဲ့ gas တွေဓာတ်ငွေတွေကိုအဲ့ဟာကိုကုံချောဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ကုံချမ်းကိုပဲရောင်းပြီးရင်သူများအဲ့ဒါကိုယ်စီပြန်ရောင်းမှာထိုင်းနိုင်ငံကကိုယ်ရက်စစ်ပြန်ရောင်းတယ်လို့မျိုးဖြစ်မှာတချို့နယ်စပ်မြို့တွေမှာဖြစ်တဲ့ကိစ္စမျိုးကိုယ်စီကနေယူသွားတဲ့ဓာတ်ငွေကိုယ်ပြန်ရောင်းအစမတန်ပြန်ဝယ်ရတကယ်လို့ကရုဏာနဲ့ဒီသတိပဋ္ဌာန်တို့နော်မေတ္တာတို့ကရုဏာတို့အဲ့ဒီကျင့်စဉ်တွေအထူးသဖြင့်အဲ့ဒီကျင့်စဉ်တွေကိုနေ့စဉ်ဘဝမှာစိတ်ဖိစီးမှုနည်းအောင်လုပ်တဲ့နည်းနောက်လူနာတွေကိုကုသတဲ့နေရာမှာလူနာတွေမြန်မြန်ဆန်ဆန်ပို့ပြီးတော့တက်တာအောင်လုပ်တဲ့နည်းနေကောင်းတဲ့လူတွေဆက်လက်ပြီးတော့နေကောင်းအောင်ယောဂါတွေဘာတွေမဖြစ်အောင်လုပ်တဲ့နည်းအဲ့ဒီနည်းကိုဘုံဘုံတို့ကအသုံးမပြုဘူးဆိုရင်နောက်ပိုင်းကျတော့တနိုင်ငံဒီတကဘာလုံးကလုပ်တဲ့အချိန်မှာဘုံဘုံတို့သူတို့စီနဲ့သွားပြန်ဝယ်ရလိမ့်မယ်ကိုပိုင်ပစ္စည်းတော့ကိုယ်စီကနေထုတ်တဲ့ကုန်ချမ်းတတိပဋ္ဌာန်သုတ်ထဲမှာနိဗ္ဗာန်ရောက်ဖို့အတွက်တခုတည်းပြောတာမဟုတ်ရည်ရွယ်ချက်9ခုရှိပါတယ်
နိဗ္ဗာနတ္တသစ္စိကရိယာယဆိုတော့နောက်ဆုံးပရမဆုံးကဒုက္ခဒေါမနတာအထင်ခမာယကိုဆင်းရဲမှုစိတ်ဆင်းရဲမှုကိုကုသပေးဖို့အတွက်ကိုဆင်းရဲမှုဆိုရင်ယောဂဖြစ်နေတဲ့လူတွေပေါ့ယောဂဖြစ်နေတဲ့လူဒီမှာဒီဆရာကြီးတွေသူတို့ကနောက်တစ်ခုအကုန်လုံးမဖတ်ပြပါဘူးနောက်တစ်ခု2024မှာပဲဒီဟာကြတော့သိပ္ပံပညာရှင်1 2 3 4 5ခုံလုံး6ရက်တခြားသိပ္ပံပညာရှင်9ယောက်နဲ့စုပေါင်းပြီးတော့သူတွေနဲ့လုပ်ပြီးရေးထားတဲ့သူတွေနဲ့စာနဲ့တွေ့ရှိချက်အဲ့ဒါကြတော့ဘယ် channel ထဲမှာ the channel of pain နဲ့ဝေဒနာကိုလေ့လာတဲ့ channel ထဲမှာဘုံဘုံတို့စီမှာရိတ်တာတွေတစ်ထောင်ရှိတယ်ဝေဒနာကိုကင်တွင်တဲ့နေ့အရန်ပိုင်တာပဲနီးဒီအများကြီးရှိတယ်အသက်ဖြည်းဖြည်းရှူပြီးတော့ဝေဒနာကိုကြည်တာလည်းရှိတယ်အသက်ပြင်းပြင်းရှူပြီးတော့ကြည်တာလည်းရှိတယ်တမာတိရအောင်ကြည်ပြီးလှုပ်ပြီးမှရှူကြည်တာလည်းရှိတယ်တမာတိမရသေးခင်စပြီးတော့ထိုင်ကြတဲ့ဝေဒနာကိုကြည်တဲ့နီးလေနီးတွေစုံနေတာနိုင်ငံခြားဆေးရုံကြီးတွေမှာ pain management ဆိုပြီးတော့ department ဌာနတစ်ခုတည်တံ့ရှိတယ်အခုခေတ်ဝေဒနာကိုလေ့လာဒီဟာကလည်းပဲဒီသူတွေနာစာတန်းပဲ compassion meditation training for people living with chronic pain and their significant others a pilot study and mixed methods analysis ရိတ်တာတွေမှာဝေဒနာကိုကြည့်တဲ့နည်းကိုနော်သူတို့ယူပြီးတော့အထူးသဖြင့်တတိပဋ္ဌာန်နဲ့ကရုဏာနှစ်ခုပေါင်းပြီးတော့ကြည့်တယ်နည်း compassion ဆိုရင်ကရုဏာ compassion meditation training ဆိုကရုဏာဘာဝနာလေ့လာတဲ့နည်းအဲ့ဒီနည်းနဲ့ chronic pain ဆိုတာကနာတာရှိဝေဒနာရှိတဲ့ပုဂ္ဂိုလ်တွေအတွက်ကရုဏာကိုအသုံးပြုပြီးတော့ကရုဏာအသုံးပြုတာဘယ်လိုထိရောက်မှုရှိတယ်မရှိဘူးအဲ့ဒီဟာကိုလေ့လာဝေဒနာနာတာရှိဖြစ်တဲ့အမြဲတမ်းဝေဒဒီနာကျင်မှုအမြဲတမ်းရှိတယ်ဆိုရင်နာကျင်မှုเนาะအကြိုက်ခဲပြောက်တဲ့စေအမြဲတမ်းသုံးရရင်ဘုံဘုံတို့ကြောက်ကမခံနိုင်ပါဘူးလူသားကြောက်ကမခံနိုင်အဲ့လိုနှစ်ပေါင်း20 30ဆေးတွေအများကြီးတောက်ရတဲ့လူနေ့တိုင်းတောက်ရတဲ့လူဆိုရင်အသက်60ကျော်90ကျော်လောက်မှကြောက်ခတ်ပြက်ပြီးတော့ကြောက်ခတ်လဲမလဲရင်ကြောက်ခတ်ကသွေးကိုနေ့စဉ်တန့်စင်အောင်လုပ်တဲ့လုပ်ငန်းမလုပ်နိုင်တဲ့ခါကျတော့ dialysis ဆိုတာသွေးပြန်ဆေးတယ်အဲ့ဟာလို့မြန်မာပြည်မှာအရန်ဖြစ်တယ်အဲ့ဆေးတွေတောက်တာများတာလည်းပါတယ်တချို့ကျတော့ကွန်ဝါကွန်နေများတာလည်းပါတယ်အချုံမုံတွေများတာလည်းပါတယ်မန္တလေးစီဝိဒဒါနာဆေးမှာဘုံဘုံတရားတော်ဟောတဲ့ခါကျတော့ဟိုသူတို့သွေးဆေးတဲ့ dialysis လုပ်တဲ့အခန်းကိုဆရာဝန်ကြီးတွေလိုက်ပြလက်မလဲဘူးလက်မလဲဂရင်တစ်ခုမှမအောင်နောက်တစ်ခုကြားတာလာရှုံးမှလည်းရှိတယ်ဂရင်တစ်ခုမှမအောင်တဲ့တရက်မှမအောင်ကြောက်ကပြတ်သွားတယ်တချို့ဆိုရင်ထိုင်းမှာသွားပြီးတော့ကြောက်ခတ်လဲတယ်တချို့အိန္ဒိယမှာသွားလဲတယ် popular ဖြစ်တယ်အခုနောက်ပိုင်းကျတော့ကိုရီးယားမှာလည်းသွားတယ်ကိုရီးယားနိုင်ငံသားတွေလည်းပဲကင်ချီတွေစားပြီးတော့ဒီလိုအဲ့ဒီလိုငင်းချင်းတို့ဟာမျိုးပေါ့ညဉ့်ညစားတဲ့ခါကျတော့ကျမ်းမိုင်ထိခိုက်ပြီးတော့လဲရတာတွေအများကြီးရှိတယ်အဲ့တော့အခုမေတ္တာကမ္မထမ်းရဲ့နောက်ကရုဏာကမ္မထမ်းရဲ့ပြောလို့တယ်နော်ဟုတ်ဘလောက်
စိတ်ဝင်စားစရာကောင်းလို့ဘုံဘုံတို့ဒီမှာရှိတယ်ညနောက်တစ်ခုက2022ခုနှစ်မှာသူတို့ထုတ်ထားတယ် Enhancing Compassion a randomized controlled trial a compassion cultivation training program ဒါက Journey of Happiness Study ပျော်ရွှင်မှုကိုလေ့လာတဲ့သိပ္ပံပညာရှင်အဲ့ဒီသူတို့ရဲ့ journal ထဲမှာကရုဏာနဲ့ပျော်ရွှင်အောင်ဘယ်လိုလုပ်တော့ဘယ်လိုလုပ်နိုင်ဆိုတာအဲ့ဒါလေးဆိုလိုတာကအခုပုံပုံသူ့အကြောင်းအကျဉ်းပြောပြမယ်ဘာမောက္ခရေးကစေတသိပ္ပံပညာရှုထောင့်နေပြီးတော့ကရုဏာကိုအကြီးအကျယ်သူရနာလုပ်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အခုသူ့ရဲ့ထပ်ပုံကိုပြလိုက်တာပြတာဒီဘာမောက္ခရေးကဩနောက်ခွဲစိတ်ကုသတဲ့ဘာကူလည်းဟုတ်တယ်နောက်ပြီးတော့သမားတော်လည်းဟုတ်တယ်နှစ်ခု training နှစ်ခုတချို့ကသမားတော်တစ်ခုတည်းဖြစ်တာတော့မှဒါမနေဖြစ်အောင်လုပ်ရတာနောက်ပြီးတော့ဆရာဝန်တွေထဲမှာအုံနောက်ခွဲတဲ့ဆရာဝန်ကအရန်ကိုထိတ်ထမ်းရောက်တဲ့ဆရာဝန်ထဲမှာတော်တဲ့ဆရာဝန်သူများလည်းအများကြီးတော်တဲ့ဆရာဘယ်လိုလုပ်ပြီးတော့ဒီလိုဖြစ်လာနောက်ပြီးတော့သူများကိုဆေးကုပေးအောင်နေမခါဘူးသူပိုက်ဆံလည်းအများကြီးပိုက်ဆံလည်းအများကြီးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တကမ္ဘာလုံးမှာရှိတဲ့AIDS ယောဂါလို့ HIV အဲ့ဒါတွေသူလှူတယ်သူတို့ရဲ့ဆေးကြောင်းမှာသူကအလှူဆုံးပုဂ္ဂိုလ်ထဲမှာပါတယ်internet ထဲမှာ Wikipedia ထဲမှာသူ့အကြောင်းပြောထားတာတော့အနည်းဆုံးသူဒေါ်လာပေါင်း20နဲ့ဒေါ်လာတန်ပေါင်း29တန်းလှူထားတယ်လို့ပြောပါတယ်29တန်းတသန်းကိုတိမ်ပေါင်း1000ခွဲနဲ့တွဲရင်ကိုပဲအများကြီးလှူတာသူကိုယ်တိုင်ကတန်ပေါင်းထောင်ချီတဲ့တထေးဖြစ်ပါဘယ်လိုလုပ်ပြီးတော့အရန်ကိုဆင်းရဲတဲ့ကျောင်းသားလေးကဒီလိုဖြစ်လာတော့အဲ့ဒါလေးပုံပုံတခြားတရားပွဲတွေမှာလည်းအနေငယ်ပြောထားတာရှိတယ်ဒီနေ့ညကြတော့တခြားတရားပွဲတွေမှာပြောထားတယ်နည်းနည်းလေးပို့ချဲ့ပြီးတော့ပြောအမေရိကန်နိုင်ငံမှာ Lancaster ဆိုတဲ့မြို့သူမွေးတယ်သူမိဘကပညာမတတ်တဲ့background နေလားအင်္ဂလန်နိုင်ငံအမေရိကန်နိုင်ငံမှာပညာမတတ်လို့ရှိရဆိုတာဘုံလို့ဒီကနေစဉ်းစားကြည့်နေရှိတယ်မထင်ဘူးဘုံလည်းအင်္ဂလန်နိုင်ငံမရောက်ခင်တော့အင်္ဂလိပ်တွေကိုအရန်ထင်ကြီးတော့အင်္ဂလိပ်တွေတခါတည်းအကုန်လုံးဘာမောက်ခအဆင့်ရှိတဲ့လူတွေကြီးပဲထင်ဟိုရောက်တဲ့ခံကြတော့ထောင်ထဲရောက်သွားတဲ့အင်္ဂလိပ်တွေမုတ်ခင်းဒီလိုရာဇဝတ်ကျူးလွန်တဲ့အင်္ဂလိပ်တွေကစာမတက်တဲ့အင်္ဂလိပ်တွေမရစ်တယ်မဖတ်တဲ့အင်္ဂလိပ်တွေအဲ့လိုလည်းရှိသေးတယ်ဆိုတော့ဟိုရောက်မှဘုံဘသိရဝန်ကြီးတယောက် Jonathan Icahn ဆိုတာသူလက်စားပြီးတော့လက်ကအများကြီးမဟုတ်ပါဘူးပေါင်စတာနေ900တယ်တထေးတယောက်စီကနေပြီးတော့အောင်စရိုင်း900ယူပြီးတော့အဲ့တထေးမေးခိုင်းတဲ့မေးခွန်းကိုပါလီမန်ထဲမှာသူမေးပြီးတယ်နောက်ပိုင်းကျတော့သတင်းစာသမားတွေတည်သွားပြီးတော့ရေးတဲ့ခါကျတော့သူကြာထူးလည်းပြုတ်သွားတယ်ထောင်ထဲကျသွားသူထောင်ထဲကျပြီးတော့ပြန်ထွက်လာတဲ့အခါမှာသူရေးတဲ့သူအန်ထောပတ်တီကိုဖတ်တဲ့ထောင်ထဲမှာသူဘာလုပ်တော့ဆိုစာမတက်တဲ့ထောင်သားတွေကိုတဲ့စာသင်ပေးတယ် ABC သင်ပေးတယ်သူထောင်နဲ့ထွက်လာပြီးတော့ Oxford တက္ကသိုလ်ဝင်တဲ့အခါပြန်သွားတယ်သူကလည်းငယ်တော့ Oxford တက္ကသိုလ်ထွက်ပါပဲဒါပေမဲ့ Oxford တက္ကသိုလ်မှာဟိုတချို့ college တွေကတဲ့နေပေါ့ခ
ခရိယန်ဘာသာသင်တန်းတွေပေါ့သူအဲ့ဘက်ကိုစိတ်အောင်သွားပြီးတော့အဲ့သင်တန်းသူသွားတက်တာဘုံဘုံနဲ့ဒီနှစ်ထဲအင်္ဂလိပ်ဒီအော်စတြေးလျသူဝင်နေတက်ကစ်2000အဲ့တော့သူ့အကြောင်းသူပြောပြတဲ့အထဲမှာအဲ့တကူဘုံဘုံစိတ်ဝင်စားတယ်ထောင်ထဲမှာတဲ့သူနေရတဲ့ထောင်ထဲမှာသူ့အချိန်ကိုဘယ်လိုကုန်စီတော့သူများတွေကိုကူညီတယ်တဲ့ဘယ်လိုကူညီတော့ဆိုစာမတက်တဲ့လူတွေကိုစာသင်ပေးတယ်အဲ့ဒီချိန်မှာအင်္ဂလန်နိုင်ငံမှာစာမတက်တဲ့လူလည်းရှိတာပဲ ABC မဖတ်တဲ့လူလည်းရှိတာအဲ့တော့သူသင်ပေးဒီပါမောက္ခရဲ့မိဘတွေလည်းပဲအတန်းကြောင်းတော့တက်ဖူးမှာပေါ့ဒါပေမဲ့တက်ကတူမရောက်ဘူးတက်ကတူမရောက်ဘူးတဲ့ခါကျတော့တက်ကတူရောက်ဘူးတဲ့လူနဲ့မရောက်ဘူးတဲ့လူဆိုရင်အမေရိကန်နိုင်ငံမှာတော့ဘယ်လောက်กว่าတယ်မသိဘူးအင်္ဂလန်နိုင်ငံမှာတော့ပေါင်စတာလင်တစ်သက်လုံးရှာတဲ့အခါလေဘွဲရတဲ့လူကပေါင်စတာလင်3သိန်းပို့ရပါတယ်တဲ့လက်ခဘွဲရတဲ့လူကလက်ခပို့များတယ်ဘွဲမရတဲ့လူကလက်ခပေါင်စတာလင်3သိန်းပို့နေတယ်ပေါင်ဆိုင်3သိန်းဆိုရင်မြန်မာငွေသိန်းပေါင်း2သိန်းပဲသိန်းပေါင်း6သိန်းกว่าအဲ့တော့သူ့ရဲ့ဖခင်ကလည်းပဲဟိုနေမရောက်ဘူးမိဘ2ပါးစလုံးတိုက်ကူမရောက်ဘူးအဲ့ဒါနဲ့မကောက်ဘူးအမေကကျမ်းမာရေးမကောင်းလေဖြတ်တယ်အဖေကစိတ်ညစ်ပြီးတော့ဝင်ငွေလည်းနဲတဲ့ခါကျတော့စိတ်ညစ်ပြီးတော့အိမ်နဲ့မဝယ်နိုင်ဘူးသူများအိမ်ပဲငှားနေရာထူးရလည်းပဲပညာမတတ်တဲ့ခါကျတော့သိမတက်ဘူးအဲ့နဲ့စိတ်တွေညစ်ပြီးတော့အရက်တွေတောက်အရက်သမားဖြစ်အရက်မူးပြီးတော့ရန်ကားလို့ထောင်တယ်လေတစ်ချိန်မကရောက်ဘူးတယ်အိမ်မှာဆိုရင်အဖေနဲ့အမေကခဏခဏစကားများတယ်ပိုက်ဆံမရှိလို့စကားများတာလည်းပါတယ်စိတ်ညစ်လို့စကားများတာလည်းပါတယ်သူများအိမ်မှာသွားငှားနေတာအိမ်လက်ခမပေးနိုင်လို့အိမ်ပေါ်ကနေဒီ landlord ဆိုတာကအိမ်ရှင်ကြီးအိမ်ပိုင်ရှင်ကြီးကသူတို့ရဲ့ပစ္စည်းကိုခါတဲ့ plate တွေနဲ့ခေါ်ပြီးတော့ပစ္စည်းကိုအပြင်အိမ်ပြင်ဘက်ကိုပြစ်ချတာအဲ့ဒါမျိုးတွေလေဒီပါမောက္ခရဲ့အသက်ငယ်ရတော့အဲ့ဒါမျိုးတွေသူတွေ့ကြုံခဲ့အဲ့ဒါကြောင့်အသက်12နှစ်အချိန်မှာသူကလောကကြီးကိုစိတ်နာတဲ့ကလေးဖြစ်သွားတယ်သူများတွေဖက်အသိဝတ်တယ်ဆိုရင်အဲ့ဒါကိုကြည့်ပြီးတော့သူ့စိတ်ထဲမှာတစ်ဖက်ကတိမ်ငယ်တယ်တစ်ဖက်ကလည်းပဲလူလောကကြီးကိုမကျေနပ်ဘူးလူလောကဘာဖြစ်လို့ငါ့ဘောမှာဒီလိုမတရားဖြစ်နေတာတော့ငါဖေလည်းပဲဒီလိုအရက်တွေတောက်ပြီးတော့တအိမ်လုံးကိုစူအမေနဲ့ခဏစကားများသူ့အမေကအဲ့လိုစိတ်တွေညစ်ပြီးတော့အိတ်ဆေးတောက်တာတခါကျတော့သူ့ကိုယ်သူဒေချောင်းကြံတဲ့နေနဲ့အိတ်ဆေးတွေအများကြီးတောက်တယ်အများကြီးတောက်ပြီးဆိုရင်တခါဆေးုံရောက်သွားပြန်ပြီတစ်ချိန်မှဒီဆရာကြီးကသူအတောက်ပတ်တွေထဲမှာရေးထားတာဆေးုံမှာသူ့ဖေမပါဘူးအရက်မူးပြီးတော့တခြားနေရမယ်သူက10နှစ်သားလောက်ပဲရှိသေးတယ်သူ့အမေကိုလိုက်ပို့အိမ်နီးနားချင်းအဖွားတယောက်အကူကြီးတောင်းပြီးတော့ဆေးုံလိုက်ပို့ဆေးုံလိုက်ပို့တဲ့ခါကျတော့ဆေးုံကဆရာဝန်တွေဆရာမတွေဒီလိုဆင်းရဲသားတွေကပေါ့နော်ခရဏဒုက္ခပေးတယ်အရင်တော့လည်းရောက်လာပြီးဆေးတောက်ပြီးတော့အခုတခါလည်းရောက်လာပြန်သူ့အတွက်ဖောင်နေပြရတာနဲ့အကူကြီးတွေတောင်းပေးရတာနဲ့ရှုပ်လိုက်တာတဲ့အဲ့လိုညီးတယ်အဲ့လိုညီးတဲ့ခါကျတော့ဘေးက nurse မပါဒီတခါတော့နောက်ဆုံးဖြစ်ပါလိမ့်မယ်နောက်ဆုံးဖြစ်ပါလိမ့်မယ်ဆိုတာဒီတခါဖြစ်ရင်တေးလိမ့်မယ်လို့ပြောတာအဲ့လိုပြောတာသူအရန်စိတ်ဆိုးတယ်တဲ့ဒီဆရာဝန်ဖြစ်မဲ့ James Doty
အရန်စိတ်ဆိုးပေမဲ့တစ်ဖက်ကတေးတိမ်တဲ့စိတ်ကြောက်တဲ့စိတ်ရှိနေလူရှိသူရှိမှစကားမပြောရင်အဲ့ဒါမျိုးအဲ့ဒါနဲ့အသက်73နှစ်ရောက်တဲ့ခါကျတော့သူတို့ຫນွေချောင်းပိတ်တယ်ဆိုရင်6ဖက်ပိတ်ပါတယ်1လပဲပိတ်တယ်ဥရောပနဲ့အမေရိကတိုက်ကသူတို့အဲ့လို6လပိတ်တယ်မဟုတ်6ဖက်ပိတ်တယ်အဲ့6ဖက်အတွင်းမှာအိမ်မှာတခြားလုပ်စရာမရှိဘူးငါဘဝပြောင်းလဲသွားဘာလို့ရမလဲမသိဘူးမျက်လက်အားကိုရမယ်ထင်တယ်ဆိုတော့မျက်လက်ဆိုင်တယ်သူဝင်သွားတယ်စပိန်စီးပြီးတော့မျက်လက်ဆိုင်တစ်ဆိုင်ထဲဝင်သွားအဲ့ဒါသူ့စာအုပ်ရဲ့နာမည်ပဲ Into the Magic Shop မျက်လက်ပစ္စည်းရောင်းတဲ့ဆိုင်ရှင်ကမရှိဘူးသူ့အမေတော့ရှိ Ruth ဆိုတဲ့သူ့အမေ RUTH Ruth သူ့အမေတော့ရှိမျက်မှန်ထူထူကြီးနဲ့မျက်မှန်တက်ပြီးတော့ကြည့်လိုက်ရင်မျက်မှန်အပေါ်ဘက်ကနေပြီးတော့ကြည့်ရတယ်သူ့ကိုမြင်ချင်းစကားပြောတယ်နာမည်ဘယ်လိုခေါ်တော့ဘယ်အတန်းရောက်ပြီးတော့မိဘဘာလုပ်တာတော့ဆိုမိဘကြောင့်မေးတဲ့ခါမှာ तू ကတင်းသွားတယ်မိဘကြောင့်မပြောချုံပြောမှအရန်ရှက်တဲ့အားငယ်တယ်အဖေကအလုပ်လည်းမရှိဘူးဒီများအိမ်မှာနေရတယ်ခဏလေးရံဖြစ်တယ်ဆိုတော့အဲ့ဒီကြောင့်မပြောရဲဘူးမဟုတ်ပြောဒီပြောပြီးတော့အဲ့ဒီဖွားရဘာပြောဆိုတော့ငါကမျက်လက်ပစ္စည်းမယောင်းတတ်ဘူးမျက်လက်လည်းမပြတ်တတ်ဒါပေမဲ့မျက်လက်ထဲပို့ပြီးတော့ကောင်းတဲ့အရာဒီပညာတစ်ခုငါတတ်ထားတယ်မင်းရဲ့ဘဝကိုပြောင်းလဲသွားလုပ်ပေးနိုင်တယ်တဲ့မင်းစိတ်ဝင်စားတယ်ဆိုရင်တော့မနေ့ပြန်စပြီးတော့နေ့စဉ်လာခဲ့ပါ6ပတ်အတွင်းငါဒီမှာရှိတယ်တဲ့မုံကျွေးပြီးတော့အဲ့ဒါလွတ်လိုက်နောက်တနေ့ရောက်တဲ့ခါကျတော့သူအိမ်မှာနေရတာလှုပ်ရှားလည်းမရှိဘူးဆက်လည်းမြစ်တယ်ဆိုတော့သွားတယ်ဘာတင်ပေးမယ်ဆိုတော့မသိဘူးအဲ့ဒီအဖွားရဝင်လေထွက်လေကြီးခိုင်းတယ်ပဲဝင်လေထွက်လေကြီးခိုင်းတယ်ဝင်လေထွက်လေကြီးခိုင်းတယ်သူကြည့်လို့မရဘူးစိတ်တယ်ဟိုရောက်တယောက်အိမ်မှာမချင်တဲ့အကြောင်းသူမိဘကသူ့ကိုမချစ်တဲ့အကြောင်းသူ့ကိုမဆောင်ရှောက်တဲ့အကြောင်းတခြားကလေးတွေလိုပစ္စည်းတွေဝယ်မပေးအဲ့ဒါတွေပဲစိတ်ထဲပေါ်လာအဲ့ဒါနဲ့အဖွားရပါတင်ပြီး relaxation ဆိုတာဆက်ရတင်ပြီး relaxation ဆိုတာကာယကတ္တတတိပေါ့ကာယ ानु ပတနာသတိပဋ္ဌာန်နဲ့ကာယကတ္တတတိတရားကိုတွဲပြီးတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့တင်းနေတဲ့ကြွက်သားတွေဖြေလျှော့သွားအောင်တင်ပေးတယ်ဘယ်နေစားအောင်ဆိုခြေမနေစားအဲ့မှာစိတ်ဟိုထားခြေမဘယ်လိုဖြစ်နေတော့တင်းနေတာတင်းနေဆိုရင်ဝင်လေထွက်လေကြည့်ပြီးတော့သူ့ကိုစိတ်လျှော့ပေးဝင်လေထွက်လေမှာစိတ်မထားခင်အဲ့ဒီခြေမမှာစိတ်ထားခင်ပြီးရင်ခြေဖွားပြီးရင်ခြေဖမိုးပြီးရင် anchor ဆိုတာကခြေမျက်စိအဲ့ဒါတက်လာဟိုးထိတ်ကြည့်ဒီနေ့ကိုနည်းနည်း15မိနစ်နဲ့ဆိုင်အောင်ပထမတရက်ပြီးသွားတဲ့ခါကျတော့လှုပ်တဲ့ချိန်တုန်းကထိုင်တဲ့ချိန်တုန်းကဒီအဖွားတင်ပေးတဲ့ချိန်အရန်ခက်တယ်လို့ပြောဒါပေမဲ့မိနစ်20ပြီးလဲပြီးတော့လူကအရန်ပေါ့သွားတယ်အဲ့လိုပေါ့ပါတဲ့ပုံစံမျိုးတစ်ခါမှသူမခံစားရဘူးအဲ့နောက်တစ်နေ့လဲသွားနောက်နေ့လဲသွားဆဲကြတဲ့ကတည်းကတကိုယ်လုံးတင်းနေတဲ့ကြွက်သားတွေကိုပေါ့ပါသွားအောင်ပြော့သွားအောင်သူလုံနိုင်တဲ့အတိပညာသူရတာအိမ်မှာလည်းသူလုံအဲ့ဒီကဖြည့်ပြီးအဲ့ဒီကရပြီးတော့ဘာနောက်တစ်ဆင့်ကဘာအောင်ဆိုတော့စိတ်ထဲမှာအမြဲတမ်းသူ့ကိုယ်သူစကားပြောနေတယ်သူ့ကိုယ်သူစကားပြောနေဆိုတာကမသိစိတ်နဲ့ဖြစ်နေတဲ့အတွေးတွေကိုပြောတာအဲ့ဒီအတွေးတွေကိုကြည့်ရအောင်ဆိုအဲ့အတွေးတွေကိုကြည့်ခိုင်းတာ
ခေါင်းထဲမှာတွေးဒီစကားပြောနေတဲ့လူကတယောက်အဲ့ဒါရေဒီယိုလိုပဲတဲ့သူကလည်းသူဖွင့်နေတာအဲ့ဒီဟာကိုဘေးလူတယောက်နဲ့ကြည့်ပါတော့မကြည့်တယ်ကြည့်လို့မရဘာလို့ဆိုတော့ခါရဲအမေကိုအပြစ်တင်လိုက်အဖေကိုအပြစ်တင်လိုက်သူတို့ကိုနင်ထုတ်တဲ့အင်ရှင်တွေကိုအပြစ်တင်လိုက်ကျောင်းလူတွေကိုအပြစ်တင်လိုက်အစိုးရကိုအပြစ်တင်လိုက်အဲ့ဒီစိတ်တွေပဲဖြစ်တာဒေါသစိတ်တွေပေါ့အဆုံးမြင်သွားတာငါဘဝမှာမျောလင့်ချက်မရှိတော့ပါဘူးဆို hopelessness အဲ့ဒါလေးဖြစ်အဲ့ဒါနဲ့အဲ့ဒီမှာရဘာလောက်ခိုင်းဆိုတော့တမထကျင့်ခိုင်းတာဖျောင်းတိုင်ကြည့်ခိုင်းတာတမတိယဝင်နေထွက်လေကြည့်ပြီးတော့အဲ့ဖျောင်းတိုင်ဝင်နေထွက်လေလဲရှူနေတယ်နောက်ပြီးတော့အဲ့ဖျောင်းတိုင်လေးကြည့်စိတ်ကတွေးတခြားကိုရောက်နေတယ်တွေးနေတယ်ဆိုရင်အဲ့ဒီကိုပြန်ခေါ်လာအဲ့ဒီအဖွားရတရားထိုင်တာတော်တော်တိတယ်ဆိုပဲသူပြောတာသူ့စိတ်ကအပြင်ရောက်တိုင်းတိနေတယ်လို့ပဲစိတ်ကိုဒီမီးစီကိုပြန်ယူလာပါပြန်ခေါ်လာပါထွက်လေဝင်လေစီပြန်ခေါ်လာပါပြောတာအတိအကျပဲတဲ့သူကကောင်လန့်တာအမေရိကန်နိုင်ငံမှာအဲ့လိုတရားကောင်းပြနေတဲ့ပုဂ္ဂိုလ်ရှိတာပြောပါဒါ1968ခုနှစ်တုန်းက68ခုနှစ်ဘုန်းတော်မှာ3နှစ်သားပဲရှိတယ်အဲ့ဒီငါသူကအဲ့ဒီမှာတရားထိုင်တလားလောက်ပြီးတယ်လေပြီးတော့သူ့ကိုမေတ္တာကမ္မထာသင်ပေးမေတ္တာကမ္မထာသင်ပေးဘုန်းဘုန်းတို့ဒီမှာမေတ္တာပို့တဲ့အတိုင်းပါပဲဒါမဲ့အဲ့ဒီအချိန်မှာဘာကိုကြည့်ခိုင်းဆိုတော့သူတို့ဘာရဲ့ဒုက္ခသူ့ရဲ့ဒုက္ခသူအိမ်မှာဖြစ်တဲ့ဟာတွေကိုအဖွားရပြောခိုင်းတယ်စိတ်ထဲမှာဘလို့ဖြစ်တော့အဲ့ပြောခိုင်းတယ်ပြောတဲ့အခါအဖွားရပထမဆုံးတော့ဒီဘာမောက်ခါရဘာမောက်ခါဖြစ်မဲ့ဒီကလေးလေးမပြောရဘူးငါပြောလိုက်တော့ငါအထင်သေးသွားမယ်ထင်တယ်ငါတို့အစိုးရကထောက်ပံ့တဲ့ပိုက်ဆံနဲ့ပဲနေရတယ်အဲ့ဒါကိုသူတိသွားရင်တော့ငါတို့အထင်သေးသွားမယ်ထင်တယ်အဖေလည်းအလုံးမလုံးအမေလည်းအလုံးမလုံးအဲ့ဒါတွေမကဘူးအဲ့မိသားစုရဲ့ပြဿနာကိုသူ့အနေနဲ့မဖြေရှင်းပေးနိုင်တာကိုလည်းပဲသူငငယ်ပဲရှိသေးတယ်12နှစ်ပဲမဖြေရှင်းပေးနိုင်တာပြေးလဲအောင်မလုပ်နိုင်သူ့ကိုယ်သူအပြစ်တင်နေတယ်မိဘတွေတတိထားစေချင်ကလေးတွေက2နှစ်3နှစ်4 5နှစ်6နှစ်9နှစ်လောက်ပဲရှိရင်ရှိမယ်မိဘတွေစကားများတဲ့အခါသူတို့နားမလဲသေးဘူးနားမလဲနိုင်သေးဘူးဒါပေမဲ့အဲ့ကလေးတွေကအခြေအနေပြောင်းနေအခြေအနေဆိုးနေဆိုတော့သိတယ်မိဘစကားများသူတို့အားငယ်တဲ့စိတ်တွေဖြစ်တယ်ပြီးရင်သူတို့ကိုသူတို့ပြန်ပြီးတော့အပြစ်တင်နေတော့ကလေးတွေအားငယ်တဲ့စိတ်ဝင်သွားတာမိဘရဲ့မေတ္တာနဲ့ကြီးလာတဲ့ကလေးမိဘနှစ်ပါးသူတို့ရဲ့ကဘာပဲအဲ့ဒီကဘာကထားပြီးတော့ညင်းတယ်ဆိုတော့ထားပြီးတော့မိတောက်တယ်ဆိုတော့သူ့ကဘာပြတ်သွားသလိုအဲ့ကလေးကခံစားရတယ်ဒါကြောင့်မိဘတွေပမုံတင်ညာမေတ္တာရခံခြင်းတယ်စကားများတယ်ဆိုရင်ကလေးရှိမှမများနဲ့ကလေးရှိမှစကားမများကလေးရှိမှစကားများရင်ကလေးရဲ့စိတ်ထဲမှာဘယ်လိုဒဏ်ရာတွေစိတ်ဒဏ်ရာတွေဖြစ်သွားမယ်ဆိုတာတရားအများကြီးအာမထုတ်ထားတဲ့မိဘဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာပညာမရှိတဲ့မိဘဆိုရင်နားမလည်နိုင်ကလေးမှာ trauma ဝင်သွားတယ်စိတ်တိုင်းလည်းဝင်သွားတယ်အဲ့လိုစိတ်တိုင်းဝင်သွားတဲ့ကလေးကတင်ငယ်တဲ့စိတ်ဖြစ်ရင်ဖြစ်မယ်လာတဲ့အခါမှာတင်ငယ်တဲ့စိတ်ဖြစ်ရင်မဖြစ်နိုင်ပါဘူးဆိုပြီးတော့ဖက်ပဲတွေးတယ်ဖြစ်နိုင်တယ်ဆိုတဲ့ဘက်ကလည်းမတွေးဘူးလူကြားတဲ့ဝင်တဲ့အခါမှာလည်းပဲသူများတခုပြောရင်
သူ့ကိုမပြောပဲငါပြောတယ်ထင်ပြီးတော့တခါတည်းလူကြားတဲ့ကနေပြီးတော့သူနောက်ဆုတ်တယ်အားငယ်ဒါမိဘတွေတတိထားဖို့ဒီပါမောက္ခရံလည်းသူအဲ့လိုဖြစ်တယ်သူ့ကိုယ်သူအဖြစ်တင်နေတာလေသူ့မိဘတွေရဲ့ပြဿနာမဖြေရှင်းနိုင်သူလှုပ်လို့လည်းမဟုတ်ဘူးသူကြောင့်လည်းမဟုတ်သူအကြောင်းကိုပြောခိုင်းတဲ့ခါသူမပြောတဲ့ခါကျတော့အဲ့ဒီဖွားရဘယ်လိုလုံးဆိုတော့ကဲနေဘာပြောမယ်ဆိုတော့မတွေးနဲ့နော်ဝင်နေထွက်လေ၃ချိန်ခက်မြန်မြန်လေးရှူလိုက်မယ်ရှူပြီးစိတ်ထဲမှာပေါ်လာတဲ့အကုန်လုံးပြုတ်ကြအဲ့လိုဝင်နေထွက်လေလေရှူလိုက်ရောရှူပြီးတော့စိတ်ထဲမှာပေါ်လာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဟာတွေပြောရတာဘာအကြောင်းပြောဆိုအိမ်ကအကြောင်းပြောတာပေါ့မကျင်တဲ့အကြောင်းတွေပြောသူ့ဖေအရက်မူးပြီဆိုရင်လည်းပဲအိမ်မှာလမ်းလျှောက်တာတော့မှတခါတည်းကြောင်လျှောက်တယ်လို့ဖြည်းဖြည်းလေးလျှောက်ရတယ်တဲ့နည်းနည်းလေးသူစိတ်မကြိုက်ဘူးဆိုရင်အဖေကအရန်ကိုတောင်းကြမ်းတယ်သူ့ရဲ့ညီလေးဆိုရင်အခန်းထဲမှာပဲပုံနေတယ်အများစုအရန်ဖြစ်ပြီဆိုရင်အမေကငိုလိုက်အဲ့ဒါမျိုးတွေပေါ့နော်အဲ့ဒီဂျားထဲမှာကြီးထွားလာတဲ့ပုဂ္ဂိုလ် problem family ဆိုတာပြဿနာနဲ့မိသားစုဒါပေမဲ့အဲ့ဒီအဖွားရဒီတရားပြတဲ့ဖွားရသူ့ကိုတရားပြလိုက်တဲ့ခါကျတော့သူမိဘသူစိတ်လည်းငြိမ်သွားတယ်သူ့ရဲ့စိတ်ဝေဒနာကိုလည်းပဲသူလက်ခံနိုင်သွားတယ်နောက်ဒီဖွားရကငါအကြောင်းငါပြောပြတာလည်းပဲသူအထင်သေးတဲ့စိတ်မရှိဘူးမေတ္တာစိတ်နဲ့ကြည်နေတာဆိုသူအဲ့ဒီမေတ္တာလေးကိုခံစားရတယ်အင်္ဂလိပ်လိုပြောရင် non judgmental ဖြစ်တယ်လို့ခေါ်တယ်အကောင်ဆိုးမှုဖန်စိတ်ဝင်တစားနဲ့ဒီကလေးလေးပြောနေတဲ့ဟာသူစိတ်နားထောင်တယ်ဆက်မေးတယ်နားထောင်ဆက်မေးတယ်အဲ့လိုတရားရောက်ကိုပြောလိုက်တဲ့ခါကျတော့စိတ်ဝင်စားတဲ့တရားကိုပြောတဲ့ခါကျစိတ်ထဲမှာပေါ့ပါသွားလို့ခံစားတယ်ဒါစေကုသနိဒနိစေကုသနိဒနိအဲ့တော့ဒီနေ့မှာသူ့ဖေကအရက်တောက်ပြီးတော့ဘယ်ရောက်နေလဲမသိဘူးတစ်ပတ်လောက်ကြာပြီးမှအိမ်ပြန်ရအိမ်ပြန်ရတဲ့ခါကျတော့နောင်တရတဲ့ပုံစံမျိုးနဲ့ဝင်လာတယ်တဲ့ဒါပေမဲ့အရက်မူးနေကြမ်းကြမ်းတမ်းပုံစံမျိုးတော့မဟုတ်ဘူး repent ဖြစ်တယ်ဆိုတာကနောင်တရတဲ့ပုံဘဝကိုနောင်တရတဲ့ပုံစံမျိုးအဝေးကို6ရက်9ရက်လောက်မိသားစုနဲ့ကင်းပြီးတော့ဘယ်ရောက်နေမှမသိဘူးသွားနေအဲ့ကြမှာပြန်လာတဲ့ခါကျတော့သူ့ကလေးနဲ့ပြန်တွေ့တဲ့ခါမှာစိတ်ထဲမှာစိတ်မကောင်းဖြစ်တဲ့ပုံစံမျိုးဝင်လာတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအမေကအဖေနဲ့စကားလာပြောတယ်စကားလာပြောတဲ့ခါမှာပြဿနာဟုတ်ပြောတယ်အဖေကအိမ်လာခမပေးလို့ဒီအိမ်ကနေထွက်ပေးဖို့ဆိုသူများ notice လာပေးဘူးအဲ့ဒါနဲ့တယောက်နဲ့တယောက်စကားများပြတယ်မင်းเจ้าငါเจ้าမင်းเจ้าငါเจ้าဆိုတယောက်ကိုတယောက်အပြစ်တယ်ဒေါသဖြစ်ရင်အဲ့လိုအပြစ်တင်တဲ့စိတ်ပဲဖြစ်တာတရားနာတာဝန်ခံငါအပြစ်ဒါငါချွင်းချက်ဒီချွင်းချက်ကိုငါပြင်မယ်အဲ့လိုတောင်းယူတဲ့စိတ်မဖြစ်ဘူးမရှိဘူးအဲ့လိုတောင်းယူဖို့အတွက်တတိမရှိဘူးတရားကိုတရားအပြစ်ပဲတင်တယ်အဲ့ဒီအချိန်မှာသူအခန်းထဲကနေထွက်သွားပြီးတော့အရင်တော့ဆိုရင်တော့တရားမထိုင်ရင်တော့ဆိုရင်တော့အခန်းထဲကနေမထွက်ရဘူးအခန်းထဲကနေထွက်သွားရင်လည်းသူလည်းဒေါသနဲ့ကြုံမိတယ်အခုတခါကျတော့အခန်းထဲကနေထွက်သွားပြီးတော့သူ့အဖေမေမျက်နှာကိုတက်ကြည့်ပြီးတော့ဖေဖေမေတဲ့ဖေဖေမေတို့ကျွန်တော်ချစ်ပါတယ် I love you အဲ့လိုပဲပြောတာ Mom and Dad I love you အဲ့လိုပဲပြောတာစကားများနေတဲ့မိဘနှစ်ဦးကိုအဲ့စကားတစ်ခုမဲ့သွားပြောပြီးတော့သူ့အခန်းထဲပြောင်းဝင်သွားတယ်သူပြောတာလေဘ
Bello a twin and Lutopios, two go to Metiba. A Matia Tina, Talala Chara, Araka, I say lips to me about to Chia Kama. Toka Yawni Lulu to me and a သူ့ရဲ့မိဘကိုချစ်တယ်ဆိုသူအဲ့ဒါပါပြောတယ်ပြောပြီးတော့အခန်းထဲချင်းချင်းကြောက်နေတာသူအိတ်ခန်းပြောင်းဝင်သွားပြီးတော့အဲ့ဒီအချိန်မှာသူ့ရဲ့စိတ်ထဲမှာဒေါသဖြစ်တာလည်းမဖြစ်ဘူးကြောက်တာလည်းမဖြစ်ဘူးသူ့မိဘကိုအပြစ်တင်တာလည်းမဖြစ်ဘူးသူပြန်ရေးတာအပြစ်တင်တာလည်းဒေါသတော့စိတ်ဆိုးတာလည်းဒေါသကြောက်တာလည်းဒေါသတခုဖြစ်ရင်ကျန်တဲ့ဟာတွေအလွယ်တကူဖြစ်တယ်တခုမဖြစ်ဘူးဆိုရင်ကျန်တာတွေမဖြစ်ဘူးတခုမှမဖြစ်ဘူးမဖြစ်နေမကဘူးတရားထိုင်နေသူအဲ့ဒီဆရာမကြီးတင်ပေးထားတယ်သူ့ခန္ဓာကိုသူ relax ဖြစ်အောင်လုပ်တယ်အကျိုးတွေရှော့တယ်ဝင်လေထွက်လေကြည့်နိုင်ဝဲလောက်ကြားတဲ့ခါကျတော့အပြင်ကိုပြန်ထွက်သွားသူ့အဖေမြင်အဲ့ကလထိုင်းပေါ်မှာထိုင်နေကြတယောက်နဲ့တယောက်စကားမပြောဒီတိုင်းစကားလည်းမများသူအပြင်ရောက်သွားတယ်သူ့ဖေက Jim is going to be all right သူ့ဖေထားရင်အဆင်ပြေသွားမှာပါသူ့ဖေသူ့အားပေးတယ်အရင်တော့မပြောဘူးတဲ့စကားနောက်သူ့မေကဘာပြောဆိုတော့ we love you too တဲ့ဖေဖေနဲ့မေမေကလည်းသားကိုချစ်ပါတယ်အဲ့လိုပြောတယ်အဲ့ဒါနဲ့နောက်တစ်နေ့တရားသွားထိုင်နေကြတော့အဲ့ဒီ magic shop ညလည်းပြည်စီရောင်းနေဆိုင်မှာသူတရားထိုင်နေနေသွားထိုင်နေတာဆိုတော့သူဆရာမအဲ့လိုပြောပြတယ်ဒုက္ခရှိတဲ့လူကိုသွားပြီးတော့ဒေါသမဖြစ်နဲ့ကရုဏာပဲဖြစ်ပါဒုက္ခရောက်နေတဲ့လူသူ့ကိုယ်သူလည်းပြန်ပြီးတော့ကရုဏာဖြစ်ဖို့ဆရာမကြီးသင်ပေးလိုက်ဒါကြောင့်သူ့ကိုယ်သူအပြစ်တင်တဲ့ဟာတွေအခုနေသွားခုနေပါအဲ့ဒီအပြစ်တင်တဲ့ negative emotion နဲ့ဘယ်နေလာတော့ဆိုတော့အလိုလိုဖြစ်တဲ့ auto thought auto mind ဆိုတာမတွေးချင်မနဲ့သူ့အတူရှောက်ပြီးတော့တွေးနေတဲ့စိတ်လွင့်နေတဲ့စိတ်အဲ့ဒီစိတ်ကနေပြီးတော့ဒီ negative emotion တွေဖြစ်တာအလိုလျောက်တွေးတဲ့စိတ်ဒါကဥဒိစ္စလေမောဟလေအဲ့မောဟပေါ်မှာဘာဖြစ်လာတော့ဒေါသဖြစ်လာတယ်ပေါ့အပြီးဒီမှာတော့ဒါနှစ်ပေါင်း2600ပြောထားတာအရန်ကိုရှင်းနေတာနေ့စဉ်ဘဝမှာလည်းဒီလိုဖြစ်နေတာဒီပါမောက္ခရဲ့သူ့ဘဝသူအဲ့လိုပြန်ပြောတယ်အဲ့ဒါနဲ့တရားထိုင်လာတာ6ပတ်လည်းပြည့်တော့မယ်အခုကြတော့15မိနစ်ဆိုင်မဟုတ်တော့ဘူးဆိုင်မှာတနားလောက်ကြာတခါက2နာရီလောက်ကြာနောက်တစ်ခုသူတမာတိလဲဒီထောင်တက်ပြီးခန္ဓာကိုယ်လည်း relax လှုပ်တတ်ပြီးမေတ္တာလည်းပွားများပြီးသုံးခုတက်ပြီးအဖွားရနောက်တစ်ခုအဋ္ဌံပါရမီသင်ပြီးစိတ်ထဲမှာဖြစ်ချင်တဲ့အဲ့ဒါရွေချက်တစ်ခုအနေနဲ့တွေးရွေချက်တစ်ခုအနေနဲ့တွေးပြည့်ရင်15မိနစ်အဲ့ဒီအကြောင်းပဲတွေးအဲ့ဒီအကြောင်းပဲရွတ်နေငါဆရာဝန်ဖြစ်ချင်ငါဆရာဝန်ဖြစ်တယ်ငါဆရာဝန်ဖြစ်မင်းကဘာဖြစ်ချင်တော့ဆိုတော့သူတို့ရဲ့အကြောင်းမှာတဲ့အတန်းအကြောင်းမှာသူတို့ကိုအားကြစေဖို့အတွက်ဒီမှာဆိုရင်တော့ဘုံဘုံတို့စာပေဟောပြောပွဲပုံစံမျိုးလုပ်တယ်ဟိုမှာတော့စာရေးဆရာတွေဟောတာမဟုတ်ပါဘူးမိသားမှာလဲလာပြောတယ်တဲ့မိသားလုပ်ငန်းဘယ်လိုလုပ်တယ်သူလုပ်ငန်းတော့ဒီတိုင်းပဲထိုင်ဆောင်နေတာပဲတဲ့ထိုင်ဆောင်နေတာအဲ့ဒီမိသားဌာနပဲထိုင်ဆောင်နေတာတယောက်ဒုက္ခရောက်ဖို့အတွက်ပဲထိုင်ဆောင်နေတာရောက်ပြီဆိုရင်တော့သူ့လုပ်ပေါ်ပြီမရောက်ဘူးဆိုရင်တော့ तू ကဒီတိုင်းထိုင်ဆောင်တာတစ်ခါလည်းပြင်းပါတယ်အဲ့ဒါနားထောင်တော့ဒီပါမောက္ခဖြစ်မှုကလေးကအဲ့ဒါကိုအထင်မကြီးဘူးဒီဟာတော့ငါမလုပ်ချင်နောက်ကျောင်းဆရာမလာပြောတယ်
စီးပွားရေးလုပ်ငန်းရှင်လာပြောတယ်နောက်ဆုံးဘယ်သူကလာပြောဆိုတော့ကလေးအထူးကုဆရာလာပြောတယ်စာပြီးတော့ပြောကြရကွာကလေးအထူးကုဆိုတာတဲ့တကယ်ကံကောင်းတဲ့လူမှလုံနိုင်တယ်ကံကောင်းတဲ့လူမှလုံတယ်ဒါကအသက်မွေးဝမ်းကြောင်းတစ်ခုထက်ဒါလူသားတွေအချင်းချင်းကူညီတဲ့လုပ်ငန်းဖြစ်ပါပြောကြရကွာအပြုံးနဲ့ပြောတယ်တကယ်သူ့လုပ်ငန်းတွေကိုအရန်စိတ်ဝင်စားတဲ့ပုံစံမျိုးဒီကျောင်းသားလေးကဆရာမတွေမေးတယ်လို့တခါမှမဖြေဘူးသူ့ရဲ့အိမ်စာတွေလည်းပဲပုံမှန်မပြီးတတ်ဘူးသူ့ကိုယ်သူမကျင်တဲ့စိတ်နဲ့စာလည်းသိမလို့ဖြစ်အဲ့ဒီနေ့ကျတော့အရန်စိတ်ဝင်စားပြီးမေးမိမေးခွန်းအများကြီးမေးလူတွေတေးတာမြင်ဘူးလားကလေးတွေမွေးတာမြင်ဘူးလားသူတို့နေမကောင်းဘူးဆိုရင်ကိုယ်တိုင်ဆေးထိုးပေးရလားသူတို့ဘာတွေစားရတော့နောက်ဒီပညာတွေဘယ်နှစ်သင်ရအဲ့ဒါမျိုးတွေရှောက်မေးတာအဲ့လိုမေးတဲ့ခါကျတော့အတန်းထဲမှာသူကစိတ်ဝင်စားဆုံးဖြစ်တဲ့ခါကျတော့အဲ့ဆရာဝန်ကြီးပြန်ကနေမှသူ့ကိုလာပြီးတော့လက်ဆွဲနှုတ်ဆက်သွားတယ်မင်းဒီနေ့ဆရာဝန်ကြီးဖြစ်မှာပဲသူအဲ့လိုပြောတာအဲ့ဒါနဲ့ဒီတရားပြတဲ့ဆရာမကြီးကသူ့ကိုအတိတ်ထံပါရမီလောက်ခိုင်းတဲ့ခါကျတော့ဘာလောက်ခိုင်းဆိုတော့မင်းဘဝမှာမင်းဖြစ်ခြင်းနဲ့ဟာ10ခုလောက်တွေးလာတဲ့မနေ့ကအဲ့ဒီ10ခုတခါလေ15မိနစ်တွင်းမှာတစ်ခုပြီးတစ်ခုနံပါတ်1သူဖြစ်ခြင်းနဲ့ဟာတော့သူတို့နေတဲ့အိမ်ကနေပြီးတော့အိမ်ရှင်ကမနှင်ထုတ်ဖို့အဲ့ဒါသူ့ရဲ့ပထမဆုံးစံတာအဲ့စံတာနဲ့အတိတ်ထံလှုပ်တာအတိတ်ထံလှုပ်တယ်အိမ်ကနေပြီးတော့မနှင်ထုတ်ပြရစင်းတယ်ဒီဟာကြီးကလည်းဆိုရတာစိတ်ထဲမှာအရာသာသိမရှိဘူးဆိုပြီးတော့နောက်ပြီးတော့သူပြောင်းနေတယ် positive ဖြစ်တယ်အိမ်ကြီးကြီးရပါလို့အိမ်ကြီးကြီးကိုပိုင်အိမ်နဲ့နေရပါလို့အဲ့စိတ်ထဲမှာအဲ့လိုနောက်တစ်ခုကတော့ဘာလို့ဆိုသူတို့တိုက်ခိုင်းအပေါ်ဘက်မှာခရစ်စတီနာဆိုတဲ့ကလေးမလေးရှိတယ်အဲ့ကလေးမလေးစားရောက်လာတာကသူတခါစကားပြောတာကလေးမလေးကယဉ်ကျေးပဲပြောတယ်နောက်ပိုင်းကျသူ့စကားသိမပြောတော့ငါဆင်းရဲလို့ငါ့ကိုအဖော်မလုပ်ချင်တာလားမသိဘူးအဲ့ဒါသူ့ရဲ့နံပါတ်1အတိတ်ထံနံပါတ်2ဆန္ဒပါဆိုတော့အဲ့ဒီကလေးမလေးနဲ့ရည်စားဖြစ်ပြရစီခရစ်စတီနာနဲ့ရည်စားဖြစ်ပြအဲ့ဒါ12နှစ်သားလေးနောက်တစ်ခုကဘာလို့ဆိုတော့ငါတို့အခုလူတွေထင်သေးနေတယ်အပတ်စံအများကြီးရှိမှဖြစ်တယ်ဆရာမရမေးတယ်ဘယ်လောက်ရှိမှဆိုအများကြီးတယ်ဒီတိုင်းဆိုရင်အဲ့ဒါကိုတရားထိုင်တဲ့အခါမှာစေတမမြင်အောင်ကြည့်ဆိုတော့15မိနစ်လုံးအခန်းတစ်ခန်းလုံးဒေါ်လာရွက်တယ်နဲ့ပြည့်နေတယ်သူအဲ့ဒါကိုဟိုတရားထိုင်နေမျက်စိထဲမှာမြင်အောင်ကြည့်အဲ့ဒီလိုမဟုတ်ဘူးတဲ့တရားထိုင်ပိုက်ဆံရှိတဲ့အခါမှာလူလောကကြီးပိုက်ဆံရှိတဲ့လူတယောက်နဲ့လူလောကကြီးကိုကြည့်ပါဒီပိုက်ဆံနဲ့ဘာလုပ်နေလဲအဲ့ဒါမျိုးတွေးပါသူ့ကိုပြန်ပြင်ပေးတယ်အဲ့ဒါသူအဲ့လိုပြန်တွေးဘုံမကြော်ပြီးတော့ပြောနောက်တစ်ခုကတော့ဆရာဝန်ဖြစ်ခြင်းတယ် I want to be a doctor I want to be a doctor I want to be a doctor 15မိနစ်စိတ်ထဲမှာအဲ့ဒါရုပ်ခိုင်းတာတော့ဘုံမတို့ပရိဒီပတိနဲ့ဗုဒ္ဓပြုတ်တယ်လို့သူလည်းတမာတိရဒါမဲ့ तू ကတမာတိရပြီးသားမီးနဲ့နော်ဒီတေဇောကတိုင်းကြည့်ဒီကတိုင်းတွေကြည့်ထားပြီးသားလေးဆိုတော့အဲ့လိုလှုပ်လဲလို့စိတ်ထဲမှာပေါ့ပါတော့နောက်ပြီးတော့ကိုယ့်ကိုယုံကြည်တဲ့စိတ်ဖြစ်ပေါ်ယုံကြည်တဲ့စိတ်ဖြစ်ပေါ်အဲ့ဒီဆရာဝန်ကသူများကိုအရန်ကူညီတယ်အဲ့လိုဆရာဝန်ဖြစ်တယ်အဲ့နဲ့သူ့စိတ်ထဲမှာလောကကြီးကိုနာကြီးတဲ့စိတ်မရှိတော့သူ့မိဘကိုအပြစ်တင်တဲ့စိတ်လည်းမရှိတော့သူ့မိဘကိုနားလဲသွားငါတို့မှာဆင်းရဲနေတယ်ဆိုတဲ့အနေအထားကိုသူလက်ခံတယ်
အဲ့ဒီအတွက်ဒေါသမဖြစ်တော့သူ့ကိုယ်သူလည်းမေတ္တာပြန်ထားတယ်မိဘလည်းမေတ္တာပြန်ထားတယ်မေတ္တာရှိတယ်ဆိုတော့မေတ္တာတရားဆိုတာကအကျိုးစီးပွားလိုလားတော့မေတ္တာလို့ခေါ်တယ်သူ့အကျိုးစီးပွားကိုအခုသူလိုတယ်သူ့မိဘအကျိုးစီးပွားကိုသူကျောင်းပြန်သွားတဲ့အခါမှာသူစာစစ်ဝင်စားပြီအဲ့ဒါနဲ့သူ့ရဲ့မိသားစုထဲမှာတူးဒီတော့တက်ကူသူတက်ရတယ်ပေါ့သူတက်ကူသူတက်မယ်ဆိုတာစိတ်ကတဏှိတန်ရှိပြီလားဒါပေမဲ့မိသားစုထဲမှာတက်ကူသူတက်တယ်တရားမှမရှိတဲ့ခါကျတော့ဘယ်လိုရှောက်ရမယ်ဆိုတော့မသိဘူးရှောက်ရမယ်ရှောက်လာပိတ်ဖို့အတွက်တပတ်လောက်ပဲဂျာနေချက်မှာကျောင်းမှာသူ့နဲ့ကက်ရထိုင်တဲ့ကမလေးတယောက်ကရှောက်လာရေးနေတာအဲ့နဲ့ဘာရေးနေရလဲတက်ကူသူရှောက်လာပိတ်တော့မလေတဲ့ဟာတက်ကူသူရှောက်နေအဲ့သူကမရှောက်ရဘူးကျင်းစင်းရမယ်ဆိုတော့ तू မသိဘူးအဲ့နဲ့အဲ့ကောင်မလေးကိုမေးတယ်နော် तू ကိုနာကိုကတက်ကူတွေကြောင့်မသိသေးဘူးတက်ကူဘယ်နှခုရှိတယ်သူတို့နားမှာဘယ်နှခုရှိဘယ်ဟာပိုကောင်းလဲဆိုအဲ့ဒါမသိဘူးအဲ့ကောင်မလေးကိုမေးတယ်နင်ဘယ်တက်ကူသွားမှာ UC Irvine ဆို University of California Irvine University of California ကသူ့မှာ campus တွေအများကြီးရှိတယ်Berkeley ဆိုတဲ့မြို့မှာတစ်ခုရှိတယ် San Diego မှာတစ်ခုရှိတယ် Irvine မှာတစ်ခုရှိတယ် UC Irvine သွားမယ်ဆိုအဲ့ကလေးမှလည်းအဲ့လိုပြောရခါကြတော့ပြီးတော့သူ့ပြန်မေးတယ်နင်းအောင်ဘယ်တက်ကူသွားမှာဆိုတော့ तू ကဒီကလေးမှလေးပြောတဲ့အခါကျမှဒီတက်ကူနာမည်တစ်ခုပဲကြားဘူး तू လည်းအဲ့တက်ကူပြောလိုက်ငါလည်းအဲ့တက်ကူသွားမယ်အမှန်တူအမှပြင်ဆင်ထားတာလည်းမဟုတ်ဘူးတွေးထားတာလည်းမဟုတ်ဘူးအခုအဲ့ဒီကလေးမလေးကပြောရကနေဒီတက်ကူနာမည်ကိုကြားဖို့လို့အဲ့ကိုသွားမယ်ဆိုပြီးတော့ဖြေစရာမရှိဖြေလိုက်ဟာဒီတိုင်းဆိုရင်ငါရှောက်လာအပေါ်ရှိတယ်ဒီတိုင်းဆိုရင်လည်းရော့ဒါယူပြီးတော့ဖြည့်ဆိုတော့ရှောက်လာတဲ့မဖြစ်တတ်ဘူးသူများဝိုင်းဖြစ်ပေးအဲ့ကလေးမလေးဝိုင်းဖြစ်ပေးအဲ့ဒါနဲ့အဲ့တက်ကူရောက်တက်ကူရောက်လာခါကျတော့ तू ကအခုရွေချက်နဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီလေစိတ်တည်ငြိမ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီသူစိတ်ကို तू ပြန်ထိန်းနေတဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီနေ့တိုင်းတရားထိုင်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီအဲ့ဒါနဲ့သိပ္ပံမေဂျာတစ်ခုဘွဲမရသေးခင်မှာတတိယနေ့ရောက်တဲ့ဆေးကြောင်းအရန်တက်ခြင်းလို့ဆေးကြောင်းတက်ဖို့အတွက်appointment သွားယူရတယ်ဘာမောက္ခဒီဆေးကြောင်းတက်မဲ့ကျောင်းသားတွေကိုထောက်ခံမဲ့ဘာမောက္ခ3ခုသူတို့ကappointment တွေပေးနေတယ်ကျောင်းသားတွေကိုလက်ခံတွေ့ဆိုတော့သူကသွားပြီးတော့သူတို့ရဲ့အတွင်းမှုစီမှာသွားပြီးတော့အချိန်ယူတယ်တွေ့ဖို့အတွက်အချိန်ယူတယ်ဟိုကမပေးဘူးမင်းကဟိုမရဒီဘွဲလည်းမရသေးဘူးနောက်ပြီးတော့နေရထားတဲ့အမှတ်ကPGA ဆိုရင်1.53ပဲရှိတယ်ရမှာ1.9ရှိရအမှတ်မပြည့်ဘူးဒါကြောင့်နေမပေးနိုင်အဲ့လိုပြောရခါကျတော့ तू ကအဲ့ဒီအခန်းထဲကိုဝင်သွားစေးမှအခန်းထဲကိုဝင်သွားပြီးတော့ကျွန်တော်ဖေးပါတဲ့ तू ကောင်းမွန်ပဲပြောတယ်သူစိတ်ကို तू ထိန်းဒါပေမဲ့ तू အရန်ဆက်အောင်ဖြစ်နေတဲ့ဆန္ဒအရန်ကိုမြင်ကျွန်တော်ကိုပေးပါကျွန်တော်ကို appointment မပေးဘူးဆိုရင်တော့ဒီခန်းထဲနဲ့ကျွန်တော်မထွက်ဘူးဆန္ဒပြင်းပြဘုံမတို့ရဲ့ဒီ iPad တို့ iPhone တို့လောက်တဲ့ Steve Jobs လေသူအိန္ဒိယနိုင်ငံမှာတရားသွားထိုင်ပြီးတော့သူအမေရိကန်နိုင်ငံပြန်သွားတဲ့အခါသူကလည်းပဲအရင်ကဆင်းရဲတဲ့ဘဝနဲ့လာတာဟုတ်အမေကသူများကိုမွေးပြီးချင်းသူများကိုပေးစားလိုက်တယ်မွေးစားဖို့တော့ပေးလိုက်မွေးစားဖို့တော့သူများကိုပေးလိုက်တဲ့ခါကျတော့မွေးစားမိဘတွေနဲ့ပဲကြီးလာတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒါနဲ့အိန္ဒိယနိုင်ငံကနေပြီးတော့အမေရိကန်ပြန်ရောက်တဲ့ခါ
သူလည်းအဲ့လိုပဲအရန်ကိုတဏိဌာန်ကြီးတဲ့ပုဂ္ဂိုလ်ပေါ့အလုတ်သွားလျှောက်တာသူဝတ်သွားတာကအိန္ဒိယနိုင်ငံရဲ့အဝတ်စားပုံစံမျိုးဝတ်သွားလို့တယ်ဟိုကလည်းအထင်မကြီးဘူးသူ့ဝတ်စားကိုကြည့်ပြီးတော့ဘုဖနာမစီးပဲနဲ့အိန္ဒိယနိုင်ငံဖနာကိုစီးသွားဆိုပို့ပြီးတော့ထင်မကြီးသေးတယ်အဲ့ဒါမပေးနိုင်စတစ်ကြောကဘာပြောတော့ကျွန်တော်အလုပ်မပေးရင်ကျွန်တော်တရားနဲ့ထွက်မသွားဘူးလေအဲ့လိုလူလည်းရှိတယ်စိတ်ဓာတ်ပြင်းပြပုံပြောပါတယ်ဒါကဘာကြုံမဲ့ပုဂ္ဂိုလ်တရားစိတ်ဆန္ဒဘလောက်ပြန်ဆန္ဒဓိပတိတတ်တယ်ခေါ်တာအဲ့ဒါနဲ့အဲ့ဒီစေးမှလည်းပဲရှုပ်လို့ဆိုပြီးတော့သူ့ကိုပေးလိုက်သူ့ကိုအချိန်လေးတစ်ချိန်ပေးလိုက်အဲ့ဒီပါမောက္ခကြီး3ယောက်နဲ့သွားပြီးတော့တွေ့တဲ့အခါမှာပါမောက္ခကြီး3ယောက်ကဒီလိုလက်ဖက်ပြီးတော့သူ့ကိုမကြည့်တဲ့အကြည့်နဲ့ကြည့်နေတာငါတို့ရဲ့အချိန်ကိုလာပြီးတော့ဖြုံးတဲ့ခါဆိုပြီးတော့အဲ့ဒီအကြည့်နဲ့ကြည့်မင်းကငါတို့မထောက်ခံပေးနိုင်ဘူးစိတ်ကြောင့်တက်ဖို့မင်းအမှတ်ကလည်းမမီအတူကဘာပြောလို့ကျွန်တော်အမှတ်ဒီတတ်မှတ်ထားတဲ့နေ့တသမခွန်ကိုမပြည့်ုံနဲ့ကျွန်တော်ဆရာဝန်ကောင်းမဖြစ်နိုင်ဘူးဆိုတော့ခင်ဗျားတို့ဘယ်လိုလုပ်သိလဲအမှတ်ကောင်းတဲ့လူတွေအားလုံးကဆရာဝန်ကောင်းဖြစ်တယ်ဆိုတော့ဘယ်မှာသက်သေရှိလဲကျွန်တော်ကိုအဲ့ဒီအမှတ်တွေနဲ့မကြည့်ပါနဲ့တဲ့ကျွန်တော်ကိုလူသားတယောက်အနေနဲ့ကြည့်ပါလူသားတဲ့ကျွန်တော်ကစဉ်းစားနေလာတယ်ဘယ်သူမှတက်ကတူရောက်တာမရှိဘူးအစိုးရထောက်ပံ့ခြင်းနဲ့ကျွန်တော်ကြီးလာခဲ့သူပြောပြတယ်တကယ်လို့ခမည်းတော်လိုအခွင့်ကောင်းမျိုးဟို good start ဆိုတာဘဝရဲ့အစကောင်းခဲ့မယ်ဆိုရင်ကျွန်တော်ခမည်းတော်ရဲ့အမှတ်ပုံများနေဒါပေမဲ့ကျွန်တော်ကစခဲ့တာဘယ်လိုအိမ်မှာအမေကဘယ်လိုအဖေကဘယ်လိုအိမ်ကနေပြီးတော့ဘယ်နှကြိမ်နင်းထုတ်ခံရဘူးတယ်ဓမိသားစုလုံးအဲ့ဒါမျိုးပြောခါဆိုအဲ့ပါမောက္ခ3ယောက်စလုံးကိုမျက်ရည်ကျအဲ့ဒါနဲ့သူ့ကိုထောက်ခံချက်ပေးတယ်ဆေးကြောင်းရောက်ဆေးကြောင်းအောင်လဲအောင်ပြီးတော့သူစစ်တပ်ထဲရောက်သွားတယ်စစ်တပ်ထဲရောက်သွားမှာဘွဲလုံးနေပါလေတက်တဲ့ဟာကစစ်တပ်ကထောက်ခံမှာကိုစစ်တပ်ထဲဟိုနူလူတို့တော့တခြားနေရာတော့အဲ့ဒါမျိုးစစ်တပ်ထဲမှာ6နှစ်ကြာခဲ့တယ်ဘုံမှုဖြစ်ဘုံမှုရထူးကြီးရဘာလို့လဲဖြစ်လာသူရဲ့ဘဝထဲမှာကြုံရတဲ့ဟာတွေတရားနဲ့ဖြေတဲ့ဟာတွေနှစ်ခုဟောပြောတစ်ခုကတော့တရားထိုင်တာလေ့ကျင့်နေတဲ့အချိန်အတွင်းမှာ6ဖတ်ပြည့်ခံနေတနေ့ကျတော့တဲ့အရန်ကိုပူလို့သူခတ်စောစောအိမ်ကနေထွက်ပြီးတော့အဲ့ဒီတရားထိုင်တဲ့ magic shop ကိုရောက်သွားတာဖယားเจ้าနာတခုဖြတ်သွားတဲ့ခါမှာကလေးတယောက်အော်တန်ကြတယ်အဲ့ဒါသူစိတ်အဲ့ဘက်ကိုရောက်သွားကြည့်တဲ့ခါကျတော့9 နှစ်10နှစ်လောက်ရှိတဲ့ကောင်လေးတယောက်ကိုအသက်73နဲ့14နှစ်လောက်ရှိတယ်ကလေးနှစ်ယောက်ကအနိုင်ကျင့်အဲ့ဒီကလေးလေးကမြေပေါ်မှာကွေးနေတာပေါ့သူ့ခေါင်းကိုသူ့လက်နှစ်ဖက်နဲ့ကာနေတာအသွေးတွေလည်းပေးနေအဲ့ဒီချိန်မှာဒီပါမောက္ခကြီးဖြစ်မဲ့ James Doty ဟာသူ့စပိန်နဲ့အဲ့ကိုရောက်အောင်သွားပြီးတော့ stop ဆိုပြီးတော့ပြောတယ်ရက်လိုက်one မကြောက်မကြားတဲ့ခါကျတော့အနာကိုရောက်အောင်ပြီးတော့ရက်လိုက်ဆိုပြောတဲ့ခါကျတော့အကြီးတယောက်အကုန်လုံးသူ့အကြောင်းအပဲဖြစ်နေအကြီးဆုံးတယောက်ကသူ့ကိုမကြည့်တဲ့ကြီးနဲ့ကြည့်ပြီးတော့
အဲ့ဒီကောင်းလေးကိုနောက်တစ်ချက်ထပ်ကန်လိုက်တယ်ဘိုင်းမှာကန်တယ်အဲ့ဒါမြင်တဲ့အခါကျတော့သူ့ကိုယ်နဲ့အကန်ခံရတယ်လို့စိတ်ထဲမှာခံစားရတယ် stop ဆိုပြီးတော့ပြောတယ်အဲ့နားရောက်သွားတော့အဲ့ကောင်းလေးနေအောင်သူ့စီရောက်လာတဲ့အခါအနိုင်ကျင့်တဲ့နေအောင်သူ့စီရောက်လာတဲ့အခါအနိုင်ကျင့်ခံတဲ့ကလေးတွေကထွက်ပြေးအဲ့ဒီနေရာမှာအကြီးတစ်ကောင်ကသူ့ထက်နှစ်တန်းကြီးအရက်မောင်းတော့တူပဲတဲ့ဒါပေမဲ့သူ့ထက်ပို့ပြီးတော့တောက်အော်မင်းကလူစွမ်းကောင်းတာဒီလိုမေးတယ်မင်းကအဲ့ကောင်ရဲ့နေရာဝင်မလားအကန်ခံတာအနိုင်ကျင့်ခံသူဘာမှမပြောသူစိတ်ထဲမှာမနာတာတော့ဒီကောင်တွေငါထိုးတော့ငါပြန်ထိုးမယ်ဒါပေမဲ့တရားပြတဲ့ဆရာမသင်ပေးထားတယ်သူစိတ်ကိုသူတည်ငြိမ်အောင်ထားတယ်အဲ့ဒီချက်ဟာအနိုင်ကျင့်တဲ့တယောက်ကဘာပြောဆိုတော့ဟဲ့ကောင်နဲ့ငါဖဏကိုရှာနဲ့ရက်တယ်မရက်နဲ့ထိုးအနိုင်ကျင့်ဖဏကိုရှာနဲ့ရက်ပြောနေတာမကြောက်လားငါဖဏရှာနဲ့ရက်သူလည်းအဲ့ဒါနဲ့တစ်ချက်လောက်မျက်စိမှိတ်ပြီးတော့ဓမ္မဒီလေးပြန်ယူပြီးတော့အဲ့ဒီသူ့ကိုပြောတဲ့ခေါင်းလေးရဲ့မျက်စိတက်တက်ကြည့်လိုက်မျက်နှာတက်မျက်စိတွေတက်မင်းဘာလှုပ်ချင်လို့နင်းဖဏကိုမရက်အဲ့လိုပြောတဲ့ခါမှာ तू ဒေါသမပါဘူးလို့ပြောတယ်ကြောက်စိတ်လည်းမဖြစ်ဘူးလေကြောက်စိတ်မဖြစ်အောင်လည်းမခါဘူးသူများကိုအနိုင်ကျင့်တဲ့အဲ့ကောင်လေးနှစ်ယောက်မျက်စိတွေကိုကြည့်တဲ့အခါကျတော့အဲ့ဒီအကြမ်းဖက်မှုရဲ့နောက်မှာသူတို့ရဲ့ဘဝထဲမှာဒုက္ခတွေရှိနေတယ်ဝုန်းဆိုတာကစိတ်တန်တွေရှိနေဆိုတာမျက်စိကြည့်လိုက်ရင်တော့တင်းနေတာဟိုအဲ့ဒါကိုမြင်ရတယ်အဲ့လိုမြင်ရတဲ့အခါကျတော့နင့်ကိုငါမြင်ပြီးနင့်ကိုငါသိပြီဆိုတဲ့အတိမျိုးပေါ့မပြောတော့လည်းပဲပြောတဲ့ကဲတော့မျက်လုံးထဲကိုဒေါသမပါပဲနဲ့လေးလေးနက်နက်အဲ့လိုကြည့်တဲ့အခါကျတော့ကြောက်စိတ်ဖြစ်သွားတယ်ဟုတ်အဲ့ဒါနဲ့သူ့လက်ကိုလှုပ်ပြီးတော့ထွက်သွားတဲ့အခါကျတော့ထွက်သွားပြီးတော့4-5 မီတာလောက်ပဲရှိတဲ့အခါမှာအဲ့ဒီအငယ်တယောက်အကြီးတယောက်မင်းဘာဖြစ်လို့သူ့ကိုမထိုးလိုက်တော့ဆိုတော့ shut up မင်းတော်စမ်းဆိုပြီးတော့ခါတယ်ရှစ်ဆက်ရှောက်ပါတယ်အဲ့ဒီနေ့သူတရားသားထိုင်တယ်နောက်ကြတယ်ဆိုလိုတာကဒုက္ခရောက်တဲ့လူကိုဒုက္ခရောက်တဲ့လူဘက်ကိုယက်တီတဲ့ကရုဏာစိတ်သူ့စိတ်ထဲမှာဖြစ်ပေါ်အဲ့ဒီအချိန်မှာသူ့အတွက်လည်းပဲသူယက်တီတယ်သူ့ကိုထိုးမယ်ဆိုတဲ့ဟာကိုသူကထွက်မပြေဘူးကြောက်စိတ်လည်းမဖြစ်ဘူးရင်ဆိုင်တဲ့နေရာမှာပထမဆုံးဘာနဲ့ရင်ဆိုင်လို့ဆိုတော့အကျမ်းမဖက်တဲ့နည်းနဲ့မေတ္တာနဲ့တည်ငြိမ်တဲ့စိတ်နဲ့ရင်ဆိုင်အကျိုးကြောင့်လည်းရင်ဆိုင်အနိုင်ကျင့်ခံရတဲ့ကလေးကိုလည်းပဲဒုက္ခတင်လိုက်ဒါပေမဲ့အဲ့ဒီအနေပြီးတော့အိမ်ဟိုဒီတရားထိုင်တဲ့နေရာရောက်သွားတဲ့ခါကျတော့အဲ့ဒီသူ့ကိုတရားပြတဲ့ဆရာမနဲ့သူ့သားနဲ့ဆန်ရှင်သားနဲ့စကားများနေတာသူဝင်လာတာကိုမမြင်ဘူးဒီကောင်လေးကဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်အဲ့အမေကစိတ်ထိခိုက်မှုဖြစ်သွားပြီဒီကောင်လေးအမေသားဘာပြန်ပြောဆိုတော့ဒီကောင်လေးကိုတခါတည်းမှတ်မိသွားအောင်ဆုံးမအဲ့လိုမလုံးနဲ့အဲ့လိုပြောနေအဲ့လိုပြောတာတခါသူ့ကိုပြောနေလားလို့သူခံစားရတယ်ဟာငါဘာများလုပ်မိလဲမသိဘူးငါဘောတလောက်ထိတလကြောကောင်းလာတဲ့လူကငါဘာများလုပ်မိလို့ငါအကြောင်းဒီလိုပြောနေလဲမသိဘူးသူဆိုင်ထဲနဲ့ပြန်ထွက်သွားပြီးတော့
နောက်3ပြန်ရပြီပြန်ဝင်လာတယ်သူတို့နာမည်ပြန်ခေါ် Ruth New ဆိုပြီးတော့သူတို့နာမည်ခေါ်ဝင်လာတဲ့ခါကျသူမြင်တဲ့ခါကျတော့အဖွားရခေါ်ပြီးတော့ခါတရားထိုင်သူနေ့တိုင်းထိုင်ခိုင်းတဲ့အတိုင်းခန္ဓာကို relax လုပ်ခိုင်းတယ်ဝင်လေထွက်လေကြည့်ခိုင်းတယ်ပြီးရင်စိတ်ထဲမှာဘာဖြစ်တယ်ဆိုတာပြောရခါကျတော့စိတ်ထဲမှာသူဝင်လေထွက်လေကြည့်တော့အဖွားရငါဘာဖြစ်လို့ငါစိတ်တူနေတော့သူ့သားကဘာဖြစ်လို့ငါ့ကိုစိတ်တူအဲ့ဒါပဲတွေးမိတယ်တဲ့အဖွားရကိုပြောပြတဲ့ခါကျတော့အဖွားရငါတို့ကနင့်ကိုစိတ်ဆိုးတယ်လို့လည်းဘယ်လိုလုပ်သိတော့ဟုတ်လို့ပြောနေတာအဲ့ဒါကျွန်တော်ကြားလိုက်တယ်အေးအဲ့တဲ့မှာနင့်နာမည်ပါလားပါတော့မပါဘူးအေးငါရဲ့မြေအကြောင်းပြောနေတာဟုတ်လားမြေရှိလား grandson ရှိလားဟုတ်တယ်ဘယ်ရွယ်တော့မင်းရွယ်ပဲအဲ့ဒါနဲ့အလိုလိုနေနေလေဘေးပေါင်းချက်တစ်ခုပြောရင်ငါပြောတယ်ဆိုတော့အားငယ်တဲ့ဆက်သူ့မှာရှိနေပြီအဲ့ဒီစိတ်နေသွားအောင်သူ့ကရုဏာထပ်လုပ်ခိုင်းကရုဏာထပ်လုပ်ခိုင်းဒီစိတ်ထဲမှာတန်ရာတန်ချက်တွေရှိတာဒါရှက်စရာမလိုလူတိုင်းအထာမျိုးရှိတယ်လူတိုင်းအထာမျိုးရှိတယ်ဗုဒ္ဓအစရှိအဲ့လိုကုစားနိုင်တာကိုတရားရတယ်လို့ပြောတာအဲ့လိုကုစားနိုင်တဲ့ပုဂ္ဂိုလ်ကမှသူများကိုကူညီနိုင်တာဗုဒ္ဓလည်းရှိခဲ့တဲ့စိတ်တရားတွေကိုကုစားရင်ဒီလိုဘုရားဖြစ်သွားတာအဲ့ဒီလိုနဲ့ခဏတော့ငါပြောသလိုသူဆေးချောင်းဖြစ်သွားတယ်ဆယ်အောင်ကြီးဖြစ်ဘာလို့ဖြစ်သွားဆိုတစ်ချိန်မှာအုံနောက်ကလေးငယ်လေးတယောက်ရဲ့အုံနောက်ခွဲတယ်၄နှစ်သားကလေးတယောက်ရဲ့အုံနောက်ခွဲတဲ့အခါမှာ तू ကစိတ်တည်ငြိမ်အောင်ပထမဆုံးလုပ်တယ်အဲ့ဒီ12နှစ်သားတော့သင်လာတဲ့တမာတိနဲ့အမြဲတမ်းခွဲတယ်အဲ့ဒါကြောင့်အောင်တယ်အဲ့ဒီကလေးငယ်လေးရဲ့အုံနောက်ထဲမှာအလုံးလေးပေါ်ကျူးမှဖြစ်တယ်အဲ့အောင်ထော့မယ်ဆိုတော့လာပို့တဲ့သူ့ရဲ့အဖွားတော့ဖះတဒတ်တာနဲ့တခါတည်းဖះပဲရှ िख ိုးနေတယ်အဲ့ကလေးအမေကတော့ခွဲစိတ်ပါကိုဖြစ်တဲ့သူ့ကိုယုံကြည်တယ်ဖះတော့မရှိခိုးတော့သူကတော့ဘသူ့ယုံကြည်တော့ဆိုသူနဲ့အတူတူလုပ်တဲ့သူ့ရဲ့ team ကိုယုံကြည်တယ်အဲ့ဒါနဲ့အဲ့ကလေးကိုခွဲစိတ်ကူးတာအဲ့ဒီထဲမှာအလုတ်တင်ဆောင်တယောက်ပါ residency ဆိုတာအမေရိကန်မှာဘွဲရပြီးသူတို့training ယူတဲ့တခြားနေရာနေလာဆိုတော့တယောက်ချောင်းတယောက်ကောင်းမသိသေးဘူးပေါ့အဲ့ဒါနဲ့လှုပ်လိုက်တာလေသူဘယ်နေရာလဲလှုပ်လိုက်မိလဲမသိဘူးသွေးကြောပေါက်သွားတယ်ခါရဲသွေးတွေထွက်တာကလေးလေးရဲ့နှလုံးကျသွားဘယ်လိုလုပ်မှမသိဘူးအသွေးတွေများတော့ခါကျတော့အကျော်တော့မမြင်တော့အဲ့ဒီချိန်မှာဘာလို့မဆိုမသိဘူးမိတ်ဆေးဆရာကလည်းသူတို့ကိုငေါ့နေပြီဒီမှာကြည်စမ်းမအောင်ဒုခုလောက်တဲ့မဟုတ်ရင်တော့ဒီကလေးမရတော့ဘူးအဲ့နဲ့ဒီဘာမောက်ခါရသူ့စိတ်ထဲမှာဒီကလေးလေးကျမ်းမာပြီးတော့ကြောင်းပြန်သွားတာအဲ့ဒီမျက်စိထဲမှာမြင်ပြီးတော့သူ့ကိုလူသားတယောက်နဲ့မြင်တယ်နောက်ပြီးတော့သူတရားထိုင်တော့ကလောက်ခဲ့တဲ့တမာတိအဲ့တမာတိစီကိုပြန်သွားပြီးတော့အကျော်တနေရာအဲ့သွေးအိုင်ထဲမှာသွားပြီးတော့ကင်တယ်မိသွားတယ်အဲ့ဒါသွေးရသွားတယ်အဲ့ကလေးလေးအသက်ရှင်သူပြောတာအဲ့ဒီတရားထိုင်တဲ့အကျင့်မရှိခဲ့ဘူးဆိုရင်အုံနောက်ခွဲစိတ်ကုသပါရကိုသူဖြစ်ချင်မှဖြစ်မယ်အဲ့တော့ဒီနေ့
ဘာပြောတာဒီတစ်ပံပညာရှင်တွေကနေပြီးတော့ဗုဒ္ဓဘာသာရဲ့တရားထိုင်တဲ့နည်းကိုအသုံးပြုတဲ့နေရာမှာဘယ်လိုအသုံးပြုတာလဲဆိုသူ့ရဲ့ဘဝအကြောင်းနည်းနည်းဘာပြောပြပြီးတော့ဘုံဘရှင်းပြခဲ့ပြီးနောက်ဒီစာအုပ်ထဲမှာဘုံစာလေးငါးကြောင်းဖတ်ပြပြီးတော့တရားဆိုတာဒီစာအုပ်ကစိတ္တတာစပရင်းဆိုတဲ့တက္ကမင်းသားရဲ့အုံနောက်တက်ပံပြန်ရှင်ရေးထားတယ်စာမျက်နှာ166 The areas of Siddhartha's brain associated with emotional regulation would have been transformed by decades of practice. Brain scans of similarly dedicated modern practitioners suggest that in the early years there would be an increase in the thickness of parts of his cortex involved in attention and awareness of internal bodily state, vital for emotional control, and these changes would be maintained for much of his life. တေတ္တမင်းသားရဲ့အုံနောက်ကိုသိချင်ရင်အခုလက်ရှိသူသင်ထားတဲ့ကောရမမြတ်စွာဘုရားသင်ထားတဲ့နည်းနဲ့တရားထိုင်တဲ့လူတွေအုံနောက်ကိုလေ့လာဒီပုဂ္ဂိုလ်တွေသူလေ့လာဒီတော့မြတ်ရှင်လေ့လာတဲ့အခါကျတော့ဘာတွေ့တော့ဆိုနှစ်ပေါင်းများစွာဆွဲမြင်တရားထိုင်လာတဲ့ပုဂ္ဂိုလ်တွေရဲ့အုံနောက်ကိုစကန်လုပ်ကြည့်တဲ့အခါ FMRI ဆိုတဲ့စက်ကြီးတွေ EEG ဆိုတဲ့စက်ကြီးတွေနဲ့စမ်းသပ်ကြည့်တဲ့အခါမှာဘာတွေ့ရတော့ဒီအုံနောက်ရဲ့ရှေ့ပိုင်းကပို့ပြီးတော့ထူလာတယ်ပို့ပြီးတော့ကြီးလာတယ်ဒါကအုံနောက်ကောင်းလာတယ်ဆိုတဲ့သဘောမျိုးပဲစိတ်ပို့ပြီးတော့တင်းငြိမ်လာတယ်တမာတိပို့ပြီးတော့ကောင်းလာတယ်အတွေးဒီဆုံးဖြတ်ချက်တွေပို့ပြီးတော့ကောင်းလာဆိုအုံနောက်ကရှေ့အုံနောက်နဲ့နောက်အုံနောက်အကျဉ်းစားအဲ့လိုခွဲခြားနေတယ်နောက်ကအုံနောက်ကကြောက်တဲ့အုံနောက်စိတ်တူတတ်တဲ့အုံနောက်နော် fear center ဆိုတာ sympathetic system လို့လည်းခေါ်တယ်ဒီရှေ့အုံနောက်ကျတော့ parasympathetic system ဆိုတာစိတ်တည်ငြိမ်တဲ့အခါသူတို့ဘာရဲ့ဒုက္ခကိုစဉ်းစားပြီးတဲ့အခါစဉ်းစားပြီးတော့မေတ္တာကရုဏာဖြစ်တဲ့အခါအဲ့လိုခါမျိုးမှာရှေ့အုံနောက်ကိုလှုပ်တာ parasympathetic brain လို့ခေါ်တယ်အဲ့ဒီလိုအုံနောက်ကအဲ့လိုပြောင်းလဲသွားပြီဆိုရင်တစ်သက်လုံးအဲ့လိုဖြစ်သွားတာဆိုလိုတာကတရားရတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ကအဲ့ဒီတိုင်းပဲတစ်သက်လုံးနေသွားတယ်လို့ပြောတယ်အဘိဓမ္မာထဲမှာရောသုတ်တန်ထဲမှာရောပြောတဲ့တရားရတဲ့ပုဂ္ဂိုလ်အရိယာဖြစ်သွားတယ်ဆိုရင်သူတို့ရဲ့စိတ်ဓာတ်တွေမပြတ်တော့ဘူးအာကုတ်အာမေဝိမု ക്തി ဆိုတာမပြတ်တော့ဘူးအဲ့ဒီတရားတွေသူတို့ရဲ့စိတ်ဓာတ်တွေမပြတ်တော့ negative emotion တွေပယ်ပြီးသားပြန်မလာတော့ဘူးလို့ပြောတယ်။ဒါကြောင့်စေတာနေပြီးတော့ဘာမောက္ခကြီးဖြစ်အောင်ဆိုရင်မနှဲဖြတ်တန်းရတဲ့ဘဝအားငယ်တဲ့စိတ်နဲ့ဆိုရင်မကြိုးစားတော့အားငယ်တာကလူတဦးချင်းအားငယ်တာလည်းဖြစ်နေမိသားစုအလိုက်အားငယ်တာလည်းဖြစ်နေလူကြားသူကြားလည်းမတိုးရဲတာကြီးကျယ်တဲ့အလုပ်တွေကိုမတွေ့ရတာမြို့နယ်နဲ့လည်းဖြစ်နေတယ်ဥပမာတောမြို့ကနေလာတယ်ဆိုရင်ဟောတို့ကတော့ရန်ကုန်သားတွေနဲ့ရှင်လို့မရဘူးအဲ့လိုဘုံမဝင်ကျောင်းမှာဘုံမစာကြည့်တိုင်လေးလှုပ်ထားတယ် Oxford ကျောင်းအဲ့ဒါကိုဒီမိုင်းတယောက်ကသူကရန်ကုန်သားရန်ကုန်သူဆိုတော့လေကျောင်းရောက်လာပြီးတော့ရှင်ပြစာအုပ်တွေအများကြီးစုထားတယ်စာအများကြီးဖတ်တာပဲရှင်ပြပြလို့ idea တွေဖြစ်လာတာတော့နဲ့ဒီလို idea ပဲနေရန်ကုန်မှာမွေးတာလည်းမဟုတ်ပဲနဲ့အဲ့လိုပြောတယ်ပြောတယ်အဲ့တော့ဘုံကဘာလို့စဉ်းစားတော့ဆိုတော့ရွာမှာနေတယ်ဆိုရင်မြို့ကလူတွေကိုကြည့်ပြီးတော့အားငယ်တတ်တယ်မြို့သေးမှနေတယ်ဆိုရင်မြို့ကြီးရဲ့လူတွေကိုကြည့်ပြီးအားငယ်တတ်တယ်မြန်မာနိုင်ငံနေနဲ့ကြည့်တယ်ဆိုရင်လည်းစင်ကာပူလူတွေကိုကြည့်ပြီးတော့အားငယ်တတ်တယ်
အဲ့ဒါမျိုးပေါ့နော်အဲ့လိုအားငယ်တဲ့စိတ်တွေနည်းသွားအောင်ဆိုဘာလို့မှာတော့အုံနောက်ကိုပြောင်းအောင်မယ်အုံနောက်အနေထားပြောင်းအုံနောက်အနေထားပြောင်းခြင်းနဲ့ဆိုရင်ဘာလို့မှာတရားထိုင်ရမယ်ကိုယ့် emotion ကိုပြောင်းရမယ် positive emotion ဖြစ်အောင်ပြောင်းရမယ် positive အမြင်တွေဖြစ်အောင်ပြောင်းရမယ်နော်ဒီပါမောက္ခရဲ့တရားမထိုင်ခင်တော့ဆိုရင်သူ့ဘဝမှာဘာမှမျောလင့်ချက်မရှိဘူးလို့သူခံစားရတယ်တရား6ပါးလဲထိုင်ပြီးတော့ endless opportunities သူ့ရဲ့ဘဝမှာဒီအခွင့်အလမ်းတွေဖြစ်နိုင်ခြေတွေအဆုံးအစမရှိဘူးအများကြီးဖြစ်ချင်တာအကုန်ဖြစ်နေတယ်လို့သူအဲ့လိုမျိုးနဲ့အဲ့လိုယုံကြည်လာတယ်ဒါဗုဒ္ဓတရားတော်ရဲ့ကောင်းကျိုးပြောပါတယ်နေ့စဉ်ဘဝမှာဗုဒ္ဓတရားတော်အဲ့လိုပုံစံမျိုးအသုံးပြုရအသုံးပြုပြီးတော့ဘုံမလို့မြန်မာနိုင်ငံရဲ့တခါတနိုင်ငံလုံးနေနဲ့အားငယ်တဲ့ဟာလေနိုင်ငံခြားကိုထင်ကြီးပြီးတော့ဒါကတော့ပမာဆိုရင်တော့မလုံနိုင်ဘူးဘယ်လိုဖြစ်နေကြလို့ကိုယ်နိုင်ငံကိုပြန်ပြီးတော့ရှုတ်ချတဲ့စိတ်အဲ့ဒါမျိုးတွေဖြစ်တယ်အဲ့ဒါတင်ငယ်တဲ့စိတ်အဲ့လိုစိတ်မျိုးဖြစ်ရင်အဲ့ဒီစိတ်ကိုကရုဏာနဲ့ပြန်ကြည့်ရမယ်တတိပဋ္ဌာန်အခြေခံတဲ့ကရုဏာနဲ့ကြည့်ပြီးတော့ကိုပြန်ပြီးတော့ယုံကြည်တဲ့စိတ်ဖြစ်အောင်မွေးရတယ်အဲ့ဒီစိတ်တွေရှိတဲ့ခါကျတော့အများအတွက်တွေးတဲ့ပုဂ္ဂိုလ်တွေပုံများမယ်အများအတွက်တွေးတဲ့ပုဂ္ဂိုလ်တွေများတဲ့ခါကျတော့အောင်မြင်မှုတိုးတက်မှုတွေဖြစ်ပေါ်လာမယ်နိုင်ငံအတွက်ရောသာသနာအတွက်ရောဖြစ်ပေါ်လာတယ်ဒါကြောင့်တရားနာပိဋကများအားလုံးကရုဏာတရားကိုအထင်မသေးနဲ့မေတ္တာတရားကိုအထင်မသေးနဲ့မေတ္တာတရားကနိဗ္ဗာန်မရောက်စေဘူးပညာပဲဖာညာအဲ့ဒီလိုအထင်မသေးနဲ့မေတ္တာတရားကဘဝကိုပြောင်းလဲစေတယ်ဒီပါမောက္ခရေးဆိုရင်လူအများကြီးကသူကူညီနိုင်တယ်တန်းကြွတဲ့တတိတော့မထားပါဘူးတန်းရကြွတဲ့တတိလည်းဖြစ်တယ်ပညာအတော်ဆုံးပုဂ္ဂိုလ်ထဲမှာလည်းပါပါတယ်တကယ်ထိတ်တန်းတက္ကသိုလ်မှာလည်းပဲပါမောက္ခရေးလုပ်ရတယ်တက္ကဘာလုံးကိုလည်းပဲကူညီနေတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ဒီလိုကူညီနိုင်အောင်ဗုဒ္ဓတရားတော်ကိုလောကကျိုးကြီးပွားတိုးတက်ဖို့အတွက်ရောဓမ္မကြီးပွားတိုးတက်ဖို့အတွက်ရောတရားနာပိဋကများကိုယ်တိုင်ကိုယ်ချကျင့်ကြံအားထုတ်နိုင်ပြီးတော့မိမိကျိုးသူတို့ဘာကျိုးထိုးရကြိုက်ဖို့ဆောင်ရနိုင်ကြတော့ပါရမီရှင်များဖြစ်ကြပါစေ